Hello မင်္ဂလာပါလာပါပြီကဲဒီနေ့နောက်ကြပါနော်အလုပ်တွေပါလို့ရှိတယ်ကဲအားလုံးပဲမင်္ဂလာပါလာပါပြီဒီနေ့နောက်ကြပါတယ်ဒီနေ့နောက်ကြပါတယ်ကဲလာပြီနော်နေ့နောက်ကြပါတယ်အလုပ်လေးရှိလို့နေ့နောက်ကြပါတယ်လို့ဒီမှာပို့လာပါတယ်9နိုင်ပေါ့နော်9နိုင်မှပို့လာရပါတယ်နိုင်ဝဲနောက်ကြသွားပါတယ်ခင်ဗျနိုင်ဝဲနောက်ကြသွားပါတယ်ဘယ်သူတွေရှိလဲရှိကြသေးလားအိတ်ကုန်ပြီလားရှိကြသေးလားအိတ်ကုန်ပြီလားလာပါပြီဟာဗျူဟာတွေပို့လာပြီနော်ဗျူဟာတွေပို့လာပါပြီလို့ကဲအိတ်ကုန်ကြပြီလားရှိတယ်ဘလို့โอเคရှိရင်ကျန်းလို့ရပါတယ်ဒီနေ့ဒါအလုပ်လေးနည်းနည်းရှုပ်လို့နော်အခုမှဒါအလုပ်လေးပြန်ရောက်ပြန်ချက်ချင်းရေချိုးချက်ချင်း line ပေါ်တက်လာတယ်မှာသမင်းတော့မစားသေးဘူးလို့နော်မင်းတော့မစားသေးပါဘူးချက်ချင်းရေချိုးချက်ချင်း line ပေါ်တက်လာပြီတာလို့9နာရီဆိုတော့ကဲပရိယာတွေရှိသေးလားရှိမယ်ထင်ပါနော်နိုင်ဝက်လည်းပဲနောက်ကျဆိုတော့နော်ဟိုမှာ7နာရီခွဲဟိုဒါ9နာရီဆိုတော့နော်နိုင်ဝက်ပဲနောက်ကျပါတယ်လာပြီနော်ကဲကျုံးရင်တဲ့ဘော်ဒါတွေကျုံးလို့ရပါမယ်ကဲgame number 1လေးဖွင့်လိုက်မယ်နော် game number 1လေးဖွင့်လိုက်ပါမယ်ဘာဖြစ်ဆိုဒီလိုဘာလေးပေါ့နော်အချိန်လေးနောက်နိုင်ဝက်လောက်ကြာတယ်ဆိုပေမဲ့အချိန်မီပါတယ်အေးစေးတပွဲကိုမိနစ်20ဆိုလို့ရှိရင်တော့9ပွဲဆိုလို့ရှိရင်ဘယ်လိုနိုင်လဲနေ့100ပေါ့နော်အေးစေးနေ့100ဆိုတနာရီခွဲကဲဝင်လာလို့ရပါပြီနော်ဒါ challenge ကြတော့ဒါပုံမှန်ပဲပေါ့နော်ပုံမှန်ပဲ challenge ဖွင့်ပေးပါမယ် challenge ပုံမှန်ပါပဲကဲတယောက်တော့ဝင်လာပါပြီနော်မြန်တယ်နော်ဒီ player မြန်သူလုံးနဲ့မှလုံးဝင်ထားရင်နော်811ဟာ811 868 8တွေပြောနေည811 868ကဲရပါပြီနော်ဒီမှာဒီညအတွက်ဒါဒီ room ID game number 1ရဲ့ room ID လေးနဲ့ challenge လေးဘာပွဲလေးဘစ်ဆိုလိုပါလေးဘစ်ဆိုလိုနဲ့စပါမယ် game number 1ပေါ့နော်ဘာဖြစ်ဆိုဒီညဒါကျွန်တော်နည်းနည်းအလုပ်လေးပါလေးရှိတော့အလုပ်ရှုပ်လို့ဒါနည်းနည်းလေးအလုပ်နဲ့ပြန်လာမှလိုင်းလေးလွှင့်ရတာပါနေ့ဘက်နောက်ကျပါပါတယ်ကဲအားလုံးပဲမင်္ဂလာပါပထမရပြီးတခါမှ challenge တခါမှမအောင်ဘူးသေးဘူးအဲ့လိုမျိုးနဲ့ပြောနေကြိုးစားတယ်လေနော်ဒါ game ဖွင့်ပြီးဆိုတာနဲ့လုံးဝဒါဒီနံပါတ်1မှာလာထိုင်တာအမြဲတမ်းပဲတွေ့ပါနာမည်ဒါ challenge မရောက်ဆိုနေတော့ထူးဆန်းတယ်နော်ဒါတပွဲကို challenge တာ1 kg လောက်ခေါ်မှ challenge အောင်လို့မထင်ပါနဲ့နော်1 kg လောက်ခေါ်မှထင်ပါတယ်နော်ပါမယ်ဗျ okay ပါလို့ရပါတယ်လာခဲ့ပါအေးစေးဘယ်လိုမှဆိုပါလို့ရပါတယ်နော်ပါလို့ရပါတယ်game number 1တော့စပြီနော်ဒါ game number 1မှာနော်ညတော့ game number 1မှာ1 2 3 4 5ညတော့ဒါ9ပွဲပဲလုပ်မယ်နော်နောက်ကျသွားပြီနော်နောက်ကျသွားပြီကျွန်တော်9ပွဲပဲလုပ်ပါမယ်9ပွဲကျွန်တော်နားတော့မယ်နော်သမင်းလည်းမစားသေးဘူးဒီမှာကျွန်တော်သမင်းမစားသေးဘူးအလုံးနဲ့ပြန်လာတယ်ကျွန်တော်ဒါလိုက်မှာဒီမှာဒါလိုက် line ပေါ်တက်လာတာဒါလိုက်ပဲ
ကဲမင်္ဂလာတဲ့ viewer တွေအကုန်လုံးမှာ9ယောက်ရှိတယ်နော်9ယောက်ရှိပါတယ်ဒီနေ့တော့အတီတီးပြီဗျာ okay တီးလို့ရပါတယ်တီးပါကြိုက်တယ်လို့တီးပါဘယ်လိုပဲတီးပေါ့နော်ပလက်ပဲတီးပြောင်းမှမယ်တီးဂျွန်းထိုးတီးကြိုက်တယ်လို့တီးနော်တီးလို့ရပါတယ် Innocent Flash share the line ကျေးဇူး bro ကျေးဇူးကဲ viewer တွေ9ယောက်ရှိတယ်နော် share လေးတစ်ခုလောက်ပြပါလားနော်တစ်ခုလောက်ပြကြပါလို့ပြရနည်းနည်းလေးဒါတွေ့ပါအောင်နော်လို့ဆိုတော့ပြရနည်းနည်းပါသေးတယ်လို့ဆိုပေးလို့လေးဝါလာအောင်ကဲဘယ်သူတွေရှိလဲဘိုင်းတော့ဘယ်သူတွေရှိလဲနည်းတော့နည်းမဲ့ထင်တယ်နော်ပြီးတော့ player တွေဒါနည်းလေးဟိုလားပြောရအောင်နောက်နိုင်ဝနောက်ကြောက်လို့ပြနည်းနည်းပါမယ်ထင်တယ်boss share the line ကျေးဇူးပါ bro boss ကျေးဇူးပါဒီပွဲအီလိုမတ်ပါနော်ဒီပွဲအီလိုမတ်ပါနော်ဒီပွဲအီလိုမတ်ပါပါတယ်ဒီပွဲတော့အီလိုမတ်ရှေ့ကျန်းတော့မှထင်တယ်နော်ရှေ့ကျန်းတော့မှထင်တယ်အီလိုမတ်ခွေးတာပါလဲ AIO တီရှင်းဒီပလီယာကျွန်တော်ခါမတွေ့ဒီပလီယာနော်ပလီယာပြစ်လာလားပလီယာပြစ်ဖြစ်မယ်နော်ပလီယာပြစ်လေးပါလားရောလိုပါတယ်ဩဒီမှာသူအိမ်ဒီမှာဒါသူဘေးဒါသူဆောဩသူတွေ့โอเคကဲ9ယောက်ရှိပါပြီပြရတယ်နဲတော့နဲနော်နဲတော့နဲတယ်ပြရတယ်ကဲလာပြီနော်စောကျင်တဲ့ဘော်ဒါလေးဝင်လာခဲ့ပါခဏမကောက်ဘူးလို့ခဏမကောက်ဘူးကြာကြီးဆောက်ပြပါမယ်နော်အေးဆေးဝင်ပါမလောပါနဲ့အေးဆေးဝင်ပါမသွားသေးဘူးနော်ပလေယာတွေမှာဆရာတော့မပြည့်သေးဘူးသွားလို့မရသေးဘူးနော်သွားလို့မရသေးပါဘူးခဏလေးဆောက်ပြပါဦးမယ်အေးဆေးဝင်ပါမလောပါနဲ့အေးဆေးဝင်ပါနာဒီ game number 1သွားကြော်ထင်တာတော့10မိနစ်15မိနစ်လောက်ဒါ15မိနစ်လောက်ကြာမယ်နေဟုတ်ကဲ့ရှင့်အစ်စ်ပါဟာလောက်ပြန်ပြီဆိုကျွန်တော် line မှာဆိုလဲကြည့်တာရှားတယ်ဗျာကျွန်တော် line မှာနော်ကျွန်တော် line မှာဆိုလဲကြည့်တာရှားတယ်ကြည့်မှာယောက်ျားလေးတွေပဲရှိတယ်ယောက်ျားလေးပဲရှိတယ်ကျွန်တော် line မှာရက်ဆုံးလည်းမရှိဘူးကဲစားတော့ဝင်လာပါပြီနော်17ယောက်ရှိပါပြီဂိမ်းနံပါတ်1ကိုစဖို့တော်တော်ကြီးခက်တယ်နော်ဂိမ်းနံပါတ်1ကျတော့ဒါကျွန်တော် line လွှင့်တာ9မိနစ်ရှိပြီဗျ9မိနစ်ရှိပါပြီ challenge ပါလို့စော့ကြည့်မှုโอเคပါ challenge ကနေ့တိုင်းရှိတယ်နော် challenge နေ့တိုင်းရှိပါတယ်တရက်ကို9ပွဲနော်တရက်ကို9ပွဲ challenge နေ့တိုင်းရှိပါတယ်တကယ်လို့ဒါ9ပွဲပြီးသွားလို့ရှိရင်ဒါ game number 5ပေါ့နော် game number 5ထဲမှာဆိုလို့ရှိရင်ဒါပြောမယ်ဆိုရင် game number 5မှာတကယ်လို့ player တွေကဒါရောက်20နော်သဘောတရားပေါ့နော်ရောက်20လောက်ကြံသေးတယ်ဆိုလို့ရှိရင်ဒါ20မို့20ကျော်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါ game number 6ကိုသွားပြီတယ်နော်တပွဲနောက်ထပ် special တပွဲမနေ့ကဆို game number 7တော့ရောက်သွားတာနော် game number 7ရောက်သွားမင်းနော်အဲ့မျိုးတိတ်မပြစ်တတ်ဘူးမလိုပါဘူးပြစ်တတ်တာမတတ်တာမလိုဘူးနော်အတိကနဲ့ game မှာဝင်လာပြီးတော့မှလာထိုင်နေပြီးတာပဲနော်အဲ့ဒါပြစ်တတ်တာမတတ်တာနောက်မှရှင်းဟလားစင်းတော့ရှိုးသွားလဲဘာမှမဖြစ်ဘူးစိုးလို့ရတယ်အပြောပါနော်ဒါမရှိဘူးကဲ15ယောက်ရှိပါပြီသွားသေးဘူးနော်မသွားသေးဘူးနော်ပြရနည်းနည်းလေးဒါနည်းပါသေးတယ်ပြရခဏလေးဆောက်လိုက်အောင်မယ်15ယောက်ဆိုတာဒါ challenge 6 key ဆိုလို့ရှိရင်ဒါအဆင်ပြေဘူးနော် challenge 6 key အဆင်မပြေဘူးအယောက်20လောက်ရှိမှ challenge 6 key အဆင်ပြေတယ်ကဲစကွန်ရှိပါပြီကဲ in game နဲ့ player တွေခေါ်ကြည့်လိုက်မယ်နော် player တွေရှိလဲဟော master boss ရှိတယ် boss 1 key ရှိတယ်ခေါ်ပြလိုက်ပါမယ်တကယ်လို့ဝင်လဲကိစ္စမရှိပါဘူးကဲ18နောက်ထပ်နောက်ဆိုလို့ရှိရင်20ပေါ့နော်20ဆိုလို့ရှိရင် game number 1သွားပါမယ်ဟုတ်ကဲ့ပါရှင်လောက်ပြန်ပြီကျွန်တော်ကိုအကြောင်းလာရိုက်ပြန်ပြီဒီမှာတယောက်နော်
တရားတော့ပြထောက်ရပါတယ်လို့နော်စက်ခွန်ပဲကြံပါတယ်ခဏဆောက်ပေးโอเคပါဝင်လာခဲ့ပါခဏမကဘူးနော်ခဏမကဘူးနော်ကြာကြီးဆောက်ပေးပါမယ်ဒါပြန်ရောင်း20ပြေးမှသွားမယ်နော်ရောင်း20ပြေးမှသွားပါမယ်ခုလို့တဲ့စက်ခွန်မရှိတယ်3ယောက်လို့တယ်လာပြီโอเคနောက်တစ်ပြန်ညောင်းလာမယ်19ဂျာနဲ့မှတောင်းဝင်လာမယ်20Black Beer Flute ဒီ player နာမည်ရမိုက်လိုက်ရ Black Beer Flute MG Gaming လာပါပြီနော် MG Gaming လာပါပြီMG Gaming ရဲ့သူ player style ကျွန်တော်ကြိုက်ရနော် MG Gaming နော်ကျွန်တော်သဘောကျတယ်မိုက်တယ် AIO တီရှင်းပါဟာလားဟုတ်ပါတယ်ဒါကြီးလားပါနော် AIO တီရှင်းဟုတ်ပါတယ်ဒီမှာဒီ profile ပုံပြောတာလားဒါကြီးပြောတာလားဟာဒါရဆိုရလားမဟုတ်ထင်တယ်နော်ဘယ်ကပုံတကောက်ထဲလာလည်းမသိဘူးနော်ပုံမဟုတ်ဘူးဗျဒီသူပုံမဟုတ်ဘူးနည်းတော့လွဲနေတယ်နော်နည်းတော့လွဲနေတယ်ဒီမှာโอเคကဲ19ရှိပါပြီသွားလိုက်မယ်နော်သွားလိုက်ပါမယ်20 okay let's go ညီမပါတဲ့ဟာလား okay ပါ FGN Cooler ဟာလား FGN Cooler ပါလာမယ်နော်မလားဒါကြီးလား okay မိုက်တယ်ဂန်းအရောင်လက်နော်ဂျူကြီးနဲ့ခွေ့မယ်ထင်တယ်ကဲသွားမယ်နော် game number 1သွားပါမယ်ခဏဆောက်နောက်ကျသွားတယ်ဗျာ sorry နော် sorry ပါနော်နောက်ကျသွားပါတယ်ကျွန်တော်မသွားလိုက်ပါပြီနော်သွားလိုက်ပါပြီနော်မမီတော့ပါဘူးနော်နောက်ပွဲဆောက်ပြီးပါနော်နောက်ပွဲ game number 2ဆောက်ပြီးပါ game number 1မှာဆိုရင်ကျွန်တော်သွားလိုက်မမီတော့ဘူးနော်20ပဲရှိတယ်ကဲဒီပွဲကြတော့ဒါဒီ viewer ပဲလုပ်ပြလိုက်နော် viewer ပဲလုပ်ပြလိုက်ပါဒီ game မှာဆိုတဲ့ player ဒီပဲ player ဘယ်လိုရှိလဲနော်ချက်တော့ကြည့်ပြီးတော့ဒါနည်းလေးဝေဖန်ပေးကြပါနော်အဲ့လိုမျိုးပေါ့ကြည့်လို့ရပါတယ်ဒါ viewer လေးလုပ်ပြလိုက်ပါနောက်ပွဲကြတဲ့ game number 2ကြတော့ရင်ကိုယ်တိုင်ဝင်ပြီးတော့ပြလို့ရပါတယ်နော်စပါပြီလာမယ်လေးဗျာဟာကွာအေးလေမမီတော့ဘူးနော်မနှိပ်လိုက်ပါပြီဒီကျွန်တော် in game နဲ့ဒီ game တွေကနော် game တွေကဒီအစားနဲ့ဒီ line stream TikTok နဲ့စက္ကန့်30กว่าနော်စက္ကန့်30กว่าတယ်အဲ့မျိုးဘရိုတို့ဒီမှာစာမနေတဲ့ချိန်မှာဆိုရင်ကျွန်တော်ဒီမှာစက္ကန့်30သွားရှိနေပြီနော်အဲ့မှာကျွန်တော်ဒီမှာသွားပြီဘရိုစီကမသွားသေးဘူးလို့မျိုးနော်အဲ့မျိုးกว่าတယ်စက္ကန့်30နော်30စက္ကန့်30ကဲဒီညပြgame number 1တော့စပါပြီနော်ဒီလမ်းကြောင်းလေးရတော့အိုက်ပေါက်နဲ့ဒီဘက်ချမ်းကဒါကရဒီဘက်အနောက်ဘက်ပေါ့နော်အနောက်ဘက်ဒီဘက်ဒီဈေးဆိုင်ရှိတဲ့နေရာဒီမှာသွားပြီးတော့မှဒီလမ်းကြောင်းဆုံးလာပါလို့ဆိုဒီမှာ number 4ပြလီ master အဆိုးသူရဲ့ဥတီတဲ့ဒီနေရာကျတော့ဒါ miss tin ပေါ့နော် miss tin သူရှိမှဆိုရင် number 40 player လေး number 13 player လေးပြောင်းဟုံးလည်းရှိတယ်5B Mickey လည်းရှိတယ်ဟုတ်လား3ရောက်ဘက်ချမ်းမှာဆိုလို့ရှိရင်ဒါနာနီ4ရောက်ရှိပါနော်တော့ဆို miss tin မှာဆို4ရောက်ပါကဲဟိုဘက်ငါ player လေးနာနီပေါ့နော်ဒါတော့ကျွန်တော်လေးဆင်း player လေးဒါ master ဆိုဘက်ချမ်း5B Mickey အင်းကြောင်မှာပါပါဗျာโอเคမစားသူကစားကားဆွဲပြတဲ့ပါခေါ်ထားပြီးတယ်တော့ 1k တောင်း 1k စီပေါ့နော်ဒါနာနီ 1k မစားသူက 1k ပေါ့ဒီဘက် miss tin မှာဆိုလို့ကျင်တာသင်ပြတော့ဆိုရင်ဒါနာနီချော့ပြနဲ့နာဒီပြောင်းဟုံးတဲ့ပြရတယ်တော့ဆုံးသက်ပြနာနီပြောပါလေဆိုတော့နာနေပါလေသူပြပါလို့တဲ့ဘက်ချမ်းမှာဆိုရင် quality လိုက်တာ master တူတာပေါ့နော်ရှိုးရပါပြီဒါ master ဆွဲအင်းကြောင်းမှာဆိုရင် master ဆိုပြီးမောက်ပါပြီပေါ့နော်ပါပါပြီတော့ပြလိုက်ကြ14ယောက်ကျန်ပါတယ်9ယောက်တော့ရှိုးရပါပြီကျန်မှာဒီဘက်10ပြလေး secure တိုင်းပါလာတယ်နော်secure တိုင်းပါလာပါတယ် secure ပေါ့နော် secure ပါလာတယ်ဘက်ချမ်းမှာ secure ကဲတော့ဒီဘက်ဒီ miss tin မှာဆိုရင်ပြလိုက်ကြတော့secure ကြီးပါသွားပြီဗျနာနီကဒီဘက်လုံးဝချမ်းနေတော့နာနီက3 key ဖြွားပြန်တော့နာနီရှိုးရပြန်နာနီBRG ဒီပိုင်းရဲ့ဒါ info angel မှာလုံးဝဒီဘက် on fire တဲ့ player လေးပေါ့နော်နာနီရှိုးရပါပြီနည်းနည်းလေးဟောတာဖြွားတာပေါ့နော်ကဲဒီမှာဆိုရင် player လိုက်ကြတော့10ယောက်ပဲကျန်ပါတယ်လုံးဝမြန်တယ်နော်ကိုယ်မကြီးစင်းလာတာဘယ်နှစက္ကန့်တော့မရှိသေးဘူးနော်
ဒီမှာ10မိနစ်တကြော်ဘောတော့ပြလုံးဝတာ10ရောက်တော့ရှိုးသွားပြီမြန်ရှိုးသွားပြီကိုတော့ဒီမှာ9ရောက်ပဲချန်သလားမြန်နေကျွန်တော်ထင်တာဒီပွဲရအလုံးလုံးကြာမှတာ15မိနစ်လောက်ရှိနေနော်15မိနစ်လုံးလုံး15မိနစ်ပေါ့နော်15မိနစ်ဆိုပြီးပြီကဲဒီဘက်ချမ်းပါဟာကြာသွားပြီဟော PRG ဒီပိုင်းဗျ PRG line ဟော PRG line number 1ကဲဒီဘက်ချမ်းပါဆို quality မှတ်တကွေတယ်ဒီနားမှာ PR မရှိဘူးဗျာနော်လို့တယ် EC ကောက်လို့ရတယ်တူလေးပါ EC ကောက်လို့ရတယ်လို့စေတော့ PR တွေရတော့ဒါလုံးဝတာတနည်းအားဖြင့် UI ပေါ့နော်ဒီဘက်ချမ်းမှာဒီဘက်ချမ်းမှာဒါ G ဆိုင်နားမှာတယောက်ဒီဘက်ချမ်းဒါလုံစားနဲ့ကိုကကြားမှာတယောက်ကိုကူပေါ့နော်ကိုဒီဘက်ချမ်းမှာဒီ view wine ဒီဘက် hot spin ထွက်မှာရှိတယ်အော်ဒီမှာ2ယောက်ရှိတယ်အဲ့ပေါက်မှာ2ယောက်ကြည့်မယ်ကဲ MG Gamey Gamey ပေါ့နော်ခန်းတန်လေးပေးထားတယ် Solly share the line ကျေးဇူးပါ bro ကျေးဇူးပါ thank you ငါလေး share ပေးကြပါနော်ခုလေးလောက်ချစ်တယ်ကြတော့ဘာပြရလေးချစ်တယ်ကြရတယ်ဒီမှာလုံးဝဟိုဒါဘယ်တဆိုင်လုံးဝဟိုဒါသူဖိုက်ကိုဖိုက်ဖာနေလို့မှာနော်โอเคဒီဘက်ချမ်းမှာပေါ်မှာဆိုလို့ရှိရင်ဒီမှာနိုင်ပြနေတာဒီ Gamey ပြရတော့တို့ရေလိုသွားပြီ30ပဲကျန်တာပေါ့နော်ဒါတစ်ချက်တော့ထိနေတယ်သူရှောသွားပြီဗျနော်ရှောသွားပြီဒါဒီနေ့မကောင်းဘူးသူ့မှာသူခီးကြသူဘာမှမရှိတယ်သူ့မှာဆိုတော့နော်ဘာမှမရှိဘူးသူကပင်ဂီတာလေးနှလုံးလေးပဲရှိတာမှာဒီနေ့မကောင်းဗျနော်ဘုတ်ပြတက်လာတော့လောက်တယ်โอเคအချမ်းပြရတယ်ဒါမေးထိတယ်ဒါသူရတာ shot gun လေးပေါ့နော်နှလုံးတို့ shot gun အင်းရမှာဆိုတော့ချမ်းတဲ့1ပြရလေးဒါဖြစ်တယ်ဗျဟိုကပြန်တော့ပေါ်သွားပြီနော်မပေါ်လို့ချင်းကောင်းဗျနော်ဒါ shot gun မြောက်ကောင်းပြီသူကတော့ဟိုက shot ကဲဟိုလည်းထိရတယ်နော်ဟိုလည်းထိရတယ်1ပြရလေးကဲကြောက်တဲ့ဇက်ဒီပေါ့နော်ကြောက်တဲ့ဇက်ဒီပဲချန်တာမကြောက်ပဲဒီပြန်ညလုံးပဲပြန်တာကီပေါင်းရမယ် challenge ပါလာကိုပါတယ်နော်ပါပါတယ် challenge ပါပါတယ်ပုံမှန်တွေ့လားမတွေ့လားခေါင်းပေါ်မှာလေခေါင်းပေါ်မှာ challenge ပြတာနော် challenge 6 key 6 key ဆိုလို့ရှိရင်9000ကျရမယ်9000ကျမယ်ဆိုလို့ရှိရင်ထိုင်းမှာဆော့တဲ့ပြရဆိုလို့ရှိရင်9000ပါရ50ပါရမယ်နော်9000ပါဆိုသွားပြီတင်နော်50ပါရပါမယ်တကယ်လို့ဒါကြက်မယူဘူးဘတ်မယူဘူးနော်ကြက်မယူဘတ်မယူဘူး UCU မယ်ဆိုလို့ရှိရင်ထိုင်းမှာဆော့တဲ့ player တွေဆိုလို့ရှိရင်ဒါ UCU ကိုဒါ60တခုရပါမယ်တကယ်လို့ထိုင်းမှာဆော့တဲ့ထိုင်းပြည်ပါပေါ့နော်ထိုင်းပြည်ဆော့တဲ့ player တွေဆိုလို့ရှိရင် UCU 60ပဲရပါမယ်နော်အဲ့လိုမျိုးရှိပါတယ်အဲ့ဒါချင်းလောင်တဲ့ player တွေကျွန်တော်ဒီမှာလာပြီးတော့ဒါတကားလက်ပြောရပါတော့ပါပါပြီပေါင်းလိုက်တာနော်အိမ်ပေါ်မှာရှိတဲ့ player နော်အိမ်က player ကခုံတော့ဟိုဒါပြီးသွားတော့နော်ဟိုပြီးသွားလုံးဝတာအိမ်ပေါ်မှာရှိတဲ့ player တွေတွေးလဲနေတာလဲပါမယ်ထင်ပါတယ်နော်သူကတွေးဆို24ပဲရှိတယ်သူမှတွေးရှိတယ်ဘာမှမရှိဘူးဗျနော်အားကြောင့်ရှိုးသွားတာကဲလို့တယ်ကြတော့စုံကြတော့ state 1ပဲရှိပါသေးတယ်အကျေရှိပါသေးတယ်နော်ဘာမှမဖြစ်သေးဘူး player လိုက်ကြတော့ဒါလုံးဝတာ9ယောက်ပဲကျန်ပါတယ်9ယောက်တော့မှ okay ဒီပချမ်းပဲတယ်ဖြစ်နေနော်ပချမ်းမှာ2ယောက်ရှိနေတယ်ပချမ်းဟော AIO တီရှင်းချစ်တယ်ဗျာချစ်တယ်ဗျာတော့သူနေပြီပေါ့နော်ပချမ်းမှာလိုက်ပါမယ်နော်ရှိုးသွားပြီဗျမိုက်လာတာဒီ player လင်းတော့ BRG line number 1ဒီညတော့လုံးဝဖိုင်ရနေတယ်မှာတော့သူက 4K ဗျာနော် 4K တော့ဖြစ်သွားပြီဗျာနော်မိုက်လိုက်လားဘယ်နဲ့ဘလို့ဒီဘယ်ဒီဆိုင်သွားတာလဲ 4K တော့ရပါပြီနော်ကဲညတော့ညင်သွားပြီလားသူကန်ထားတဲ့ gun ကြတော့နော် M4 ရှိတယ် gun number 1 M4 gun number 2ကြတော့ UMP 45သူ့မှာကြတော့ level 3 hit ရှိတယ် level 3 bat ရှိတယ်သူက level 3 hit bat ကြတော့တမင်နေထိတာနော်တမင်နေထိတာတယ်ဒီမှာ gun နှလုံးစမုတ်တစ်လုံးလုံးဝမိုက်တယ်သူ့မှာတော့မရှိဘူးနော်လုံးမရှိဘူးရှိတာကြတော့ဒါသူ့မှာ gun နှလုံးပဲရှိတယ်တော့တဲ့ player လိုက်ကြတော့4ယောက်ကျန်ပါတယ်4ယောက်တည်းမှာဒီ player 4K ဆိုတော့နော်ကျန်တဲ့ player 3ယောက်တည်းမှာသူ2 kg လောက်ရမယ်ဆိုရင်သူ challenge အောင်ပါမယ်နော် 6K challenge အောင်ပါမယ်ကဲလို့တဲ့ challenge အောင်ဘူးကြတော့ဒါနော်တဲ့သူလိုက်ပြီးတော့ဒါ key တွေပါလိုက်တော့ဖမ်းမရမယ်ထင်တယ်နော်ဒါ key တွေပါလိုက်တော့မဖမ်းဒီတိုင်းပဲနေမယ်ဆိုလို့ရင် key ရတာ 6K ပြည့်ကနည်းနည်းတော့ခက်မယ်နော်အဲဒါကြောင့်မို့ဒါ player တွေလုံးဝမှာနီးနေတယ်ဒီ percent player 2ယောက်ဒါ void ကိုကူသူပြီးနားမှာဆိုလို့ရှိရင်ဟို team number တော့ team number 13 player လေးလား URO ကတော့ကတ်လိုက်ပေါ့နော်ဘယ်လိုလာယူရမှာလဲ challenge က bro challenge အောင်ပါလို့ရှိရင်ကျွန်တော် CP မှာလာတော့ highlight ခဲ့ပါလွယ်လွယ်လေးပါပဲနော်ကျွန်တော်က line လွှင့်နေတယ်လေ challenge လာထုံးကျွန်တော်စီမှာလာထုံးရမယ်ဟုတ်လားသူစီမှာလာထုံးမှာတော့ကျွန်တော်က line လွှင့်နေလူလေးမဟုတ်လား challenge အောင်ကျွန်တော်စီမှာလာထုံးပါအဲ့ဒါပါပဲ CP မှာသွားပြီးတော့ highlight ခဲ့ပါ high ဆိုတော့တစ်ခုပဲပူလိုက်ပါပြီးပါပြီကဲဒီတခြားမှာဆိုရင် void ကိုကူသူပေးနာမှာဆို player တယောက်ရှိတယ်နော်နည်းနည်းတတိထားမှရမယ်ဒါနည်းနည်းလေး compound နဲ့မနေတာချင်းကောင်းတော့ဗောနော် compound နဲ့မနေဘဲနဲ့အပြင်ထွက်မှဆိုလို့ရှိရင်ဒါချင်းမကောင်းပြ team number 9 player လေးဗောနော်ဟိုနာတော့ကတ်လာပြီန
ည်းတော့ပြန်လို့ forward ပေါ့နော်နည်းတော့ဝေးသွားပြီတော့ဝေးသွားပြနော်သူပြနာဆိုလို့ဆက်ပြရတယ်နည်းတော့ဝေးတော့ဝေးသွားပြီမီတာ900လောက်ရှိမှထင်နော်ဒီတဲ့ပုံရိုက်ပြီးထုတ်ရအောင်အဲ့လိုလားဘရိုဟိုင်းလာခဲ့ပါဘရိုတို့ကျွန်တော်ဟိုင်းလာပြန်ဘရိုတို့ရဲ့စာကျွန်တော်လက်ခံပြီးမှဘရိုစာပို့လို့ရမယ်နော်ဘရိုဒါလိုက်ပုံပို့လို့မရဘူးဖြစ်ဘရိုနဲ့ကျွန်တော်က fan မဖြစ်တာဘူးနော်ဘရိုနဲ့ကျွန်တော်ကfan မဖြစ်တာဘူးရနော် fan မဖြစ်တာဘူးဆိုလို့ရှိရင်ဒါစာကြတော့ဒါ message တွေကွက်မှာရောက်လာမယ်နော် message တွေကွက်မှာကျွန်တော်ဘရိုစာကျွန်တော်လက်ခံပြီးမှနော်ကျွန်တော်လက်ခံပြီးမှဘရိုစာပို့လို့ရပါတယ်အဲ့ဒါကြောင့်မို့နော်အဲ့ကြောင့်မို့ challenge အောင်တဲ့လူဘယ်သူမှမစိုးပထမဆုံးတော့မှာဟိုင်းရင်ပို့လာခဲ့ပါဟိုင်းပို့လာခဲ့ပြီးမှကျွန်တော်ဘရိုစာကျွန်တော်ကြည့်ပြီးကျွန်တော်လက်ခံပြီးမှဘရိုထပ်ထပ်ပုံနေပါတယ်ပို့လို့ရပါမယ်ကဲကိုကူကြောတော့ဖွင့်ကထိနိုင်တယ်နော်ဒီနေရာရလုံးဝအဆင်မပြေဘူးခေါင်းမိုးကတော့လုံးဝဟိုဘက်ဆမ်းမြင်ကလုံးဝရှင်းတယ်နော်ကျွန်တော်စင်သွားပြီလို့ပြပြလိုက်ကြတော့၄ရောက်ပါကိုကီပြတယောက်ရှိတယ်မဟုတ်ဆန်တို့လာမှာတို့လာဒီနံပါတ်9ပြတယ် ORO နံပါတ်15ပြတယ်ကိုကူတွေ့ပါပြီထင်တယ်နော်တွေ့ပါပြီဒါနဲ့ဆိုနည်းနည်းပြန်တော့တာโอเคခေါင်းမိုးတက်အောင်မယ်ဟိုချမ်းပြချိန်နေတာသူပြစ်သေးဘူးကနော်ချိန်နေတာသူပြောရမယ်ဆိုလို့ရှိရင်နော်အဲ့ဒီကသူကြောက်လို့နံပါတ်9နော်ပြောမယ်ဆိုရင်သူ့ရဲ့ဒီစကေးကိုသူမယုံတာပဲဖြစ်မယ်နော်သူမပြစ်သေးပြန်တော့ပြစ်သေးဘူးမတော်လား open သူတွေ့နေရတယ်သူမပြစ်သေးတာနော်ကဲ BRG line number 1ချစ်တယ်ဗျာဆိုပြတော့ပါဟိုလည်း5 key ဖြစ်သွားပြီနော်ကဲ5 key ဖြစ်သွားပြလိုက်ကြတော့ဒါ3ယောက်ပဲကြံပါတယ်3ယောက်5 key တမတယောက်တော့ပေါ်လာပါပြီနော်တော့1 key ဆိုလို့ရှိရင်ဒါချက်လက်အောင်ပါပြီကဲဒီဘက်ဆမ်းပါဆိုရင်ဒီနံပါတ်9ပြ DRO draw လား DRO ပေါ့ဒီကြလေးပဲထိတယ်ပါနော်ဒါမျိုးထိပါတယ်ပြောမယ်25ရာခိုင်နှုန်း15%တော့ပဲထိတယ်โอเคဒါမျိုးဒီတကြလေးပဲကြံတယ်โอเคဒီချမ်းကလေးကပတ်ရှင်တော့များသွားပြီကဲကူတော့တက်လာပြီသူက granite ရှိမယ် granite ရှိရင်အဆင်ပြေတယ်နော်နိုင်ဒါဆို granite ရောက်တယ်ဗျ granite ရောက်တယ် granite တစ်လုံးတော့ဆိုရင်ဘုံလေးပဲချမ်းပြလုံးဝโอเคချမ်းပြတော့လုံးကင်တော့ကင်ထားလိုက်ပြီကူပြန်တော့ဒါ position တော့ပြောင်းလိုက်ပြီပေါ့နော်မိုက်တယ် position ပြောင်းလိုက်ပြီနော်open တက်လာပြီ open တက်လာပြီကျွန်တော်ကန်တာ shotgun နော် shotgun ရှိုးပါပြီနော်ကဲကူနံပါတ်90 black ကူဆိုတော့ရှိုးပါပြီနော်ဒီဘက်ချမ်းပါဆိုလို့ရှိရင်ဒီနံပါတ်9ပြရလေးdraw နော်1 key ဒါဟိုဘက်ချမ်းပါဆိုရင်ဒီနံပါတ်ဘယ်လောက်လဲဒီနံပါတ်နံပါတ်တော့မသိဘူးနော်ဒါပေမဲ့ဒါနာမည်ကျတော့ BRG လာတော့8ပါ8ပါ5 key ပေါ့နော်ကွက်တီပဲနော်တော့ဆက်ကြံတဲ့ player နော်ဒီနောက်ပြီးဆုံးတယောက်လို့ကြီးနိုင်မယ်ဆို6 key ပေါ့နော်ကွက်တီပါကဲလို့ဆက်ဒီဘက်ထမ်းပြကြည့်မယ်နော် BRG line number 1ဘယ်ကနေပြေးโอเคအဲ့နေတော့ခိုင်းတိတ်ပြီးတော့ပြေးနေတော့မှကျွန်တော်level 3 helmet ရမှာနော် level 3 helmet ရှိတယ် level 3 bat ရှိတယ်နော်လုံးဝကိုအဆင်ပြေတယ်ဒါမျိုးတော့နည်းနည်းလေးပဲထိတာနော်ဒီဘက်ကျတော့နည်းနည်းလေးပဲထိတာတယ်ဒီမှာ granite 3လုံးပြနော် granite 3လုံးကောင်းတယ်လာလို့6တယ်ဇုံတော့လာ state 2ပေါ့နော် state 2ပဲရှိပါသေးတယ်ဇုံအကျယ်ကြီးပါဟုတ်တယ် player နှစ်ယောက်ကြတော့တယောက်ဇုံပြင်မှာတယောက်ဇုံဇက်နားလေးပါဗောနော်လာပြီးတော့စောက်နေတယ်ချင်းဒီမှာကောင်းချမ်းပြန်ဝင်လာမယ်ဆိုလို့ကျင်တာ open ဖြစ်နေမယ်ဆိုဒီဘက်ချမ်း player ရဲ့ဒါထိုင်တော့ဒါစောက်ပြီးတော့ပြစ်တဲ့ဒီအချင်းကြီးအနေသူရှောင်းနိုင်မှာချက်ကြည့်မယ်နော်ဟုတ်တယ် player ပြသွားတာလေပေါ်လာတော့ဗောဒီမှာပါသူကနားပါပဲ okay တော့တွေ့ပြီဗောနော်နံပါတ်9 player လေး draw ဆိုရင်ဒီမှာဒီနံပါတ်8 player လေး BGR line လုံးဝဒီပွဲမှာလုံးဝဒါon နေတဲ့ player လေးပေါ့နော်5 key player လေးပါကဲမင်္ဂလာပါ viewer တွေအကုန်လုံး28ယောက်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာပါဒါဒီညတော့ကျွန်တော်ပုံမှန် line လွှင့်နေကြ8နာရီခွဲကြတော့ကျွန်တော် line လွှင့်လို့မရဘူးနော်ဒါနည်းနည်းလေးဒါအလုပ်လေးပါလေးရှုပ်နေကျွန်တော် line လွှင့်လို့အချိန်နောက်ကြာပါပါတယ်ဒီ9နာရီလောက်မှကျွန်တော်လာပြီး line လွှင့်နေပါနော်နည်းနည်းလေးနိုင်ခွဲနောက်ကြာပါပါတယ်အဆင်ပြေမယ်ထင်ပါနော်ကိစ္စမရှိပါဘူးဒီစေး line ကြည့်ပြီးစော့နေတာသူကဟာလားဩအဲ့လိုမျိုးကြည့်ပြီးတော့စော့နေမယ်ဆိုလို့ရင်ကျွန်တော်ဒီလေးကိုကျွန်တော်9မိနစ်လောက်ထားလိုက်ကောင်းတော့9မိနစ်ဆိုတော့ဒါပြီးသွားရောနော် line ကြည့်ပြီးတော့ဖိနေလည်းမရတော့ဘာမှလုပ်လို့မရတော့9မိနစ်ဆိုရင်တော့ဟာဒါဒီဘက်ချမ်းမှာ line ကြည့်တဲ့လူတွေတက်ခက်ခဲဖြစ်တယ်နော်ဆိုကြဂိမ်းနဲ့ဝင်တဲ့အခြေအနေတွေနော်ဂိမ်းနဲ့ဝင်တဲ့အခြေအနေကိုခက်ခဲဖြစ်တယ်ဒါမျိုးကဒီမျိုးမကောင်းဘူးနော် MDA မီလာ FB ကောင်သူကြီးတာ
ဒီပီယာလေဘရိုဖြတ်သွားတဲ့ပီယာဒီပီယာလေဒီပီယာ line number 1လေ1အောင်ပေါ့ထားလိုက်ပါကိုကိုကတနာကြီးဆိုလုံးဝကျမ်းပါမယ်နော်တနာကြီးဆိုနော်ဒီလေးကိုတနာကြီးတော့ထည့်လိုက်ရင်တော့လုံးဝရှည်သွားပြီနော်မိုက်တယ်ဖုံးနှလုံးနဲ့ဖြစ်နိုင်တယ်နော်ကီတိုးပြီး event นี่ထည့်ပေးပါလားဗျာ event တော့မထည့်ပါဘူးနော်ဘရို event တော့မထည့်ပါဘူးနော် event တော့မထည့်ပါဘူးကျွန်တော်ဒီချက်တဲ့လို့ကျွန်တော် event မထည့်ဘူးနော်ကဲမ open ပြေးတော့ပြေးနေတယ်တွေ့ဦးတယ်နော်ကဲထားလိုက်ပါနော်ဒါ game ထဲမှာလည်းနည်းနည်းဆော့လဲဆော့ရင်ဘာမှလုပ်လို့မရပါဘူးနော်ထားလိုက်ပါသူကသူလို့ပဲဆော့ပေါ့နော်ဒီဒါချက်လက်အောင်ပါလဲယူပါနော်ချက်အောင်လဲယူပါကဲဒါဟိုဘက်ချမ်းကဒါ team number 9 player လဲ Odro ပေါ့နော် ORO နည်းနည်းလေးဒါကြိုးကုန်းလေးလားပေါ်တော့ပေါ်နေတယ်နော်ပေါ်တော့ပေါ်နေတယ်ဟုတ်လားကြိုးကုန်းလေးပေါ်တော့ပေါ်နေတယ်ဒီဘက်ကိုချိန်နေတာလေသူထိုင်နေရလုံးဝ open ဖြစ်နေနော် open ကဲဂန်နာတော့ပြီးလိုက်ပေါ့နော်ဂန်နာတော့ပြီးလိုက်ပြီးတော့ချမ်းပြတာစမုံတော့ခင်းလိုက်ပေါ့နော်စမုံတော့ခင်းလိုက်ချမ်းပြတယ်ပေါ့နော် draw ဘောနော် M4 ဒါ3တိုက်လေးကိုဒါ flow တော့ဒါသူနေတော့ speed တော့ချမ်းပြလုံးဝဒါ smoke ခင်းလိုက်ပေါ့နော် smoke ခင်းလိုက်ပြီး smoke ခင်းတဲ့အချိန်မှာသူ smoke ထဲမှာသူ speed ဒါပေမဲ့ဒါဒါမင်းမရဘူးနော်မထည့်ဘူးကွာဘာဖြစ်တာလဲအမိုက်တယ်ကွာဒီ comment မနဲ့ဒီ player နဲ့ NMEN လည်း man ဇက်လာလုံးဝဒါကျွတ်စင်တော့သူ comment နော်ဘယ်လိုများမှန်းလိုက်လဲမသိပါဘူးကွာနော်မထည့်ဘူးကွာဘာဖြစ်တာလဲအဲ့ကောင် line မှာကြည့်ပြီးပြစ်နေကြတာလေဟာလား bro ဟေးလေသူအဲ့လိုလုံနိုင်တော့လုံပါနော်ထားလိုက်ပါနောက်ပွဲပါလာရှိပါတယ်နောက်ပွဲကြက်သားစားရင်ဘာရမလဲကြက်သားတော့ဘာမရပါဘူးเนาะစစ်ကီးရတော့ချက်လက်အောင်ပါတယ်ကြက်သားတော့ဘာမရပါဘူးเนาะကြက်သားဆိုရင်ဘာမရပါဘူးစစ်ကီးရမှလည်းချက်လက်အောင်ပါမယ်เนาะလောဆယ်ပီယာနဲ့အလုံးစုံမပါဘူးเนาะဒါဒီဘက်ချမ်းပီယာဒီမှာ9ပီယာဒီဇုံရွှေ့ဖို့လုံးဝဒါသူတိုက်ဖြွားပြီးတော့လုံးဝအဆင်မပြေတော့ဘူးသူရှိမှသူရင်ကာဘာဘာမှမရှိတော့ဘူးเนาะဟိုဘက်ချမ်းမှာပီယာလေးကားနဲ့လုံးဝရွှေ့လို့ရပါဒီဘက်ချမ်းပီယာဆိုတာโอเคခုချိန်မှာသူနည်းနည်းလေးခွင့်ရသွားပြီပေါ့နော်ဇုံတွေရွှေ့လို့ရသွားပြီဟုတ်တယ်ကျွန်တော်ချမ်းပြလေးတာကောက်ပေါ်ပြန်တော့ဆင်းသွားပြီပေါ့နော်ပြပေါ့နော်နည်းနည်းလေးထိတဲ့ဒါမဲ့ဒါလုံးဝဒါဘယ်လိုဆိုနော်ဝါလောက်နိုင်တဲ့ဒါမဲ့တော့သူမထိဘူးနော်ဒါမဲ့တော့ထိတယ်ဒါမဲ့နည်းတော့ကြာပါတော့80ပေါ့နော်80လောက်ကြာပါတယ်80လောက်ကြာပါတယ်ဒါမဲ့လောဆယ်ဒါဟိုချမ်းပြပြန်တော့ဒါကျွန်တော်ရွှေ့လိုက်ပြီဒီဘက်ချမ်းပြလေးသူပူစီမရွှေ့သေးဘူးနော်ဒါညီတော့ညင်နေတဲ့အချိန်ကြီးမကောင်းဘူးနော်အချိန်ကြီးမကောင်းဘူးချဲလန့်အောင်ရင်ဆက်ပြရလားရပါတယ်လေရပါတယ်ချဲလန့်အောင်ရင်ဆက်ပြလို့ရပါတယ်5 second ပါမယ်ခေါ်ပြီးအပ်ထားတယ်โอเคပါကျွန်တော်ကတော့အပျော်ပဲစို့တယ်ဗျโอเคပါစို့လို့ရပါတယ်အပျော်ပဲစို့ဘလို့စို့ပေါ့နော်ဘလူပဲလုံးထောက်ကောင်တတ်နိုင်ရင်သူပြီးလိမ့်မယ်ဟုတ်ပါတယ်အင်းမင်းစောက်ကြည့်စကားပြောကြည့်ပြောမဲမ5နေရိုက်တာမဲမ5โอเคဒီဘက်ချမ်းအဇုံ state 5ရသူလုံးဝရွှေ့သေးမှုလို့ဗျတရားနော်အချိန်ဒီမကောင်းဗျနော်အချိန်ဒီမကောင်းဘူးဗျဇုံနဲ့ရှိုးနိုင်တယ်နော်ဇုံနဲ့ရှိုးနိုင်သူ state 5သူโอเคဘက်ချမ်းပြ open ဖြစ်နေတယ် open ဖြစ်နေတာဗျနည်းနည်းဒီ player မြောက်တယ်ကြီးတဲ့ပုံဒီ player မြောက်နည်းနည်းလေးဒါဘော်ဒါတွေဖြစ်မဲ့ထင်တယ်နော်ဘော်ဒါတွေဖြစ်နိုင်တယ်ဖြစ်တယ်ဆိုတော့ဒါသူတွေးဟီးတဲ့အချိန်မှာနော်လုံးဝဒါသူကာဘာယူတော့တွေးမဟီးဘူးနော် open မှာသူထိုင်ပြီးတော့တွေးဟီးတယ်နော်အဲဒါကြောင့်မို့ဒါဝက်ချမ်းပြလုံးဝဒါကြီးဆိုရင်ဒါ free key လေးဖြစ်သွားတာပေါ့နော် CK ဖြစ်သွားပါတယ် okay ပြပါတယ်ကဲကျွန်တော် game number 1မှာဆိုလို့ရှိရင်ဒါချက်လောင်းနဲ့ PRG line ပေါ့နော် number 1အောက်မှာလေ BGR BRG လုံး number 1 okay ခုံးတယ်ဗျနော်ဖြစ်နိုင်တယ်နော်ကျွန်တော်ကြည့်တဲ့ပုံကသူ့ရဲ့ဒီ bandage heat တဲ့စတိုင်อ่ะเนาะကျွန်တော်ကြည့်တယ်ကျွန်တော်နည်းနည်းလေးရေးမိတယ်ပေါ့နော်ဒါ open ယူတွေးဟီးနေတာဟိုဘက်ချမ်း player ကိုဒါ open key ပေါ့နော် open key ဖြစ်သွားပါတယ်အဲကြောင့်အဲ့လိုထွက်ကြီးပေးတာမဟုတ်တော့ဟုတ်ပါတယ်နော်မှန်ပါတယ်ကဲ game number 2ဆက်သွားမယ်နော်ထားလိုက်ပါနော် game number 1တော့ပြီးပါပြီဒါ channel ပြတော့ပေါ်လာပါပြီ game number 2ဆက်သွားပါမယ် let's go
ပတ်စံပဲယူလို့ရမလားရပါတယ်ပတ်စံပဲယူလို့ရပဲကြက်လည်းယူလို့ရတယ်ဘတ်လည်းယူလို့ရပါတယ်နော်အဆင်ပြေပါတယ်ကဲဒါဂိမ်းနံပါတ်2တော့စပြီပေါ့နော်ခုနပွဲမှာဝင်လို့မမီလိုက်တဲ့ player တွေနော်ဒီမှာဝင်လာခဲ့လို့ရပါတယ်ကျွန်တော်တို့ကနေပြန်တော့ချိန်မယ်နော်ရှင်းနေဟာနှစ်လေးလုံးလားခွန်လေးဒီပွဲကနှစ်လေးလုံးနဲ့နေတာမို့နော်ခွန်လေးနော်ခွန်လေးမို့နော်ခွန်လေးနော်ခွန်လေးကဲဝင်လာလို့ရပါပြီနော်ဒီမှာကျွန်တော်ဟိုဒါမချိန်ရသေးဘူးနော်ကျွန်ချိန်လိုက်ပါမယ်ကဲဒီနံပါတ်1မှာဝင်တဲ့လူဝင်လို့ရတယ်โอเคဒီမှာဝင်လာပါပြီနော် CHGH2K ပါပြီးရင်လာယူမယ်နော်โอเคပါCP မှာစာပို့လာခဲ့ရမယ်နော် CP မှာဟိုင်းပို့လာခဲ့လိုက်ပါကဲဒါခုနပွဲမှာကျွန်တော်ဒီ room မှာဝင်လို့မမီလိုက်တဲ့ player တွေနော်ဒီ game number 2မှာဝင်ပြီးတော့မှဆော်လို့ရပါပြီပြီးရင်လာယူမယ်နော်โอเคပါမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါ player တွေဒါ39ယောက်ရှိပါတယ် player တွေ sorry viewer တွေ39ယောက်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်မ follow ရသေးတဲ့viewer တွေနော် follow ထားကြပါနော် follow ထားကြပါဝီ33တော့ရှိပါလားမြန်တော့ဒီပွဲနော်ကျွန်တော်ထင်တာခုနပွဲကမမီလိုက်တဲ့ player တွေနော်ခုနပွဲမမီလိုက်တဲ့ player တွေစောင့်နေတာဖြစ်မယ်ထင်တယ်နော်အဲ့ဒါကြောင့်မို့လားဒီနံပါတ်2မှာဆိုလို့ရှိရင်ဒါ player တွေက30ကျော်ပါတယ်34ယောက် let's go ခဏလေး bro ဒီမှာဝင်လာဖို့ player ရှိသေးတယ်နော်ခဏလေးပါချား player ဝင်လာဖို့ရှိပါသေးတယ်နော်မလောပါနဲ့ဆိုရပါမယ်နော် easy ဒီပွဲတော့ကြံနေတော့ဒီမှာဒါပါဆို4ပွဲတော့ကြံနေတယ် bro လို့စရာမလိုဘူး easyချက်1ပါတယ်ချက်1မပါပါဘူးเนาะချက်1မပါပါဘူးစစ်ကီးဆိုတာနဲ့ဒါချက်လိုက်အောင်ပါမယ်ကဲဒီပွဲတော့မြိုင်ပြီတဲ့เนาะဒီပွဲတော့မြိုင်ပါပြီเนาะဒီပွဲတော့ player တွေများတယ်1 key ပဲရလိုက်တယ်1 key လည်းအဆင်ပြေပါတယ်1 key လည်းဘာဖြစ်ဆိုတော့ဒါ1 key တောင်နေเนาะအဆင်ပြေပါတယ်ကြာကြီးဆိုကျင်လို့ရှိရင်ဒါ player တွေမရှိတဲ့နေရာမှာဆင်းတော့ player တွေမရှိတဲ့နေရာမှာသူဆင်းတော့ကွက်ကိုလူတွေပါလေကောက်ပြီးမှဒါတခြား player တွေမှာဗက်တယ်ဆိုင်ပေါ့နည်းနည်းလေးကြာလေးဆိုရတယ်ပေါ့နော်ကဲလို့ကီးလို့ကျင်တယ်ဆိုလို့ရှိရင်ကီးလို့ကျင်တယ်ဆိုလို့ရှိရင်ဒါ player တွေများတဲ့နေရာမှာဆင်းနော်ဟာဒါပြတ်တက်ပါဘူးဆို3ယောက်ဝိုင်းလို့ကဲ let's go လိုက်မယ်နော် player ခုနကတော့ဒါ CHGSQ 3ယောက်ပါတယ်ဘယ်မှာလဲCHGSQ ဘယ်နားမှာလဲဟောဒါကြီးလားCHG ကိုလေးโอเคတယောက်ပါတယ်သူတို့ကဘော်ဒါတွေဖြစ်မယ်နော်ဘော်ဒါတွေဖြစ်ပါမယ်ဖြစ်လို့ဆိုတော့သူကဒီတချို့ကြတော့ဒါဘော်ဒါနဲ့လာဆိုတာဖြစ်မရနော်ကဲ let's go သွားပြီးလိုက်မယ်နော်တရားတွေကျွန်တော်ထပ်သွားပြီးအဲ့ဒါမှရမှာရှောက်ဝမ်းထဲအဲ့ဒါမှရမှာရှောက်ဝမ်းမထဲတော့ဘူးနော်ရှောက်ဝမ်းမထဲတော့ပါဘူးဒီတိုင်းဆိုကြပါခဏလည်းမမီတော့ဘူးနော်မမီတော့ပါဘူးနော်ကျွန်တော်သွားလိုက်ပါပြီအင်ဂျင်နဲ့သွားလိုက်ပါပြီနော်ခုလို့တဲ့ပြရတယ်အကုန်လုံး lobby ထဲမှာရောက်နေပါပြီနောက်ပွဲပေါ့နော်ဒီပွဲမမီလိုက်တဲ့ဘော်ဒါလေးနောက်ပွဲဝင်လာခဲ့ပါနောက်ပွဲဂိမ်းနံပါတ်3နော်ဂိမ်းနံပါတ်3မှာကျုံလို့ရပါတယ်ငွေချင်းပါတယ်ဟုတ်လားဩโอเคပါငွေချင်းပါမယ်ဆိုလို့ချင်းဂိမ်းထဲမှာတွေ့ရင်ပြစ်ကြပါနော်ပြစ်ကြပါဒီမှာတွေ့ရင်ပြကြပါနော်ငယ်ချင်းဟိုဒါသွားပြီးတော့ဒါတက်တွေဖွဲ့တာတို့နော်မိုးဒီမိတ်ဖွဲ့ပြီးတော့ဒါသွားပြီးတော့နှစ်ယောက်သွားလို့ပြလို့ပါလေနော်ဒီမှာတွေ့ရင်ပြကြပါနော်ပြပါချတာချနော်နောက်ပွဲပါမယ်โอเคပါ99 second 99အကောင့်ပါတယ်ဟာချီတာ99 second 99ကပါတယ်ချီတာလားမဖြစ်နိုင်ဘူးထင်တယ်ဘလို့ကျွန်တော် live မှာတူလို့ဆော့နာ3ကတော့ကျွန်တော်တွေ့တယ်နော်သူဆော့တော့ဆော့ပါတယ်ဒါပေမဲ့ဒါအများဆုံးသူဆော့တဲ့ဘွဲကျွန်တော်တိတ်တော့ live မကြည့်ဘူးဒါပေမဲ့ကြည့်တဲ့တဲမှာသူနည်းနည်းတော့ပုံမှန်ပါပဲနော်ဘယ်နှပွဲ
ကြံသေးလဲဘလို့ဒါ game number 2ပါ3 4 5ကြံပါသေးတယ်နော်ကဲကျွန်တော် game number 2လေးလမ်းကြောင်းပြရတာဒီလိုစာရနောက်ဘက်နေထပ်ပြီးတော့နော်ဆိုတော့ဒီဘက်ချမ်းကဒါ e-sport လား e-sport ကြားမှာ e-sport နဲ့တဲ့အဲ့ပေါ့နော် e-sport ကြားမှာပါဒီလမ်းကြောင်းစားမှာဆင်းသွားတဲ့ပြများတယ်နော်ဒီလိုတာမှာဆင်းသွားတဲ့ပြနည်းနည်းတော့များတယ်ဒီဘက်ဒီကက်ကမှာဆိုလို့ချင်း4ယောက်ရှိပါတယ်အခုဟာမှာဆိုလို့ချင်း3ယောက်ဟာလားကမှာ3ယောက်ကမှာ4ယောက်လုံစတာမှာ5ယောက်โอเคဒီဘက်ဘလုံစတာကဒီဘက်တွေကြည့်မယ်နော်ဘလုံစတာဘက်နည်းနည်းတော့ဒါဟိုလာဖြစ်နေပြနည်းနည်းတော့များတယ်ရှိတယ်မှာ3ယောက်9ယောက်ရှင်းအောင်ချိုးတော့မှဒီပြချိုးတော့မှတင်တော့ချိုးရပါပြီကဲဒီทีมမှာ14ပြလေးကီပါပေါ်တာတက်လာတယ်โอเคတက်လိမ့်ကြတယ်နော် NKP တော့လာ NKP ဒီမှာတွေ့တစ်စက်ပဲကြံတယ်နော်တွေ့တစ်စက်ပဲကြံတယ်ဒီမှာတွေ့ဟိရဘာမှမရှိတာဆိုချင်းမကောင်းဘူးပြန်တော့ဟိဘိုင်ဘနော်ချက်မှာ CJ ကိုလေးသွားတာမြန်တယ်အကောင်ဟုတ်လားဩခဏလေးနော်ခဏကြာဒီဘက်တွေပြင်းကြတော့ကြည့်ပြပါမယ်ကြားပြပါမယ်နော်ကဲရှကီရာလိုင်းဒါဘာဘီကျူမော်နီကီအင်းရောက်မှာရှကီရာကြီးပါပါပြီပေါ့နော်ဒီဘက်ချမ်းမှာဆိုทีมနံပါတ်9ပြလေး BGR line ပြန်တော့ပါလာပြီทีมနံပါတ်3ပါBGR line နံပါတ်1ပြန်တော့ပါလာပါပြီဒီချမ်းမှာပြရတယ်လောဆယ်ဒီမှာ6ယောက်တော့ကျန်ပါသေးတော့လုံစားပါနော်6ယောက်ပါဒီဘက်ချမ်းမှာဒါဆိုလို့ရှင်းတာทีมနံပါတ်8ပြလေးနာနီကီရောမြဒီဘက်ချမ်းကทีมနံပါတ်19ပြလေးဘယ်နဲ့ခီတာရဲနော်သူက23လေးပဲကျန်ဦးဒီနီပီစာအဲ့ဒီပြရနော်ဒမ်းမေးရတော်ရောသွားပြီပြသူနော်ဒါချမ်းရောသွားကြတော့ဒီပြလေးရောပါပြီဒီချမ်းမှာနာနီ1k ဟိုဘက်ချမ်းမှာဆိုทีมနံပါတ်31ပြလေးရှိတယ်ပေါ့နော်ပြန်တော့ကုန်ဆင်းလာပြီทีมနံပါတ်9ပြလေး NKP ပြန်တော့ဆင်းလာပြီဒီမှာလို့ဒီမှာ live ကောက်မယ်နော်ဟိုချမ်းမှာทีมနံပါတ်9ပြလေးချစ်တယ်ဗျာသူတို့တွေ့နေရတယ်နော်ဒီဘက်ချမ်းကဖြစ်မှတယ်နော်ဒီဘက်ချမ်းကမှလည်း stable လား stable နားမှာရှိမှတင်တယ်နော်ပန်ကင်နားမှာဟိုစဒီဘက်ဘုံဆောင်ပြ4ယောက်ကျန်တယ်ဒါทีมနံပါတ်31ဟောအီလိုမတ်ပါအီလိုမတ်နော်အီလိုမတ်နားမှာထိုင်နေတယ်ဒါဟိုဘက်နောက်မှာကျทีมနံပါတ်10ပြတယ် MG Gaming နော် MG Gaming ကဲทีมနံပါတ်9ပြတယ်ချစ်တယ်ဗျ open ပြေးနေတယ်ဗျနော် open ပြေးနေပါတယ်ပန်ကင်ထဲမှာပျော်လာပြီပါ open ပြေးပန်ကင်ထဲမှာလုံးဝပျော်ပါနေတာသူကဲလို့ဒီဘက်ချမ်းပဲတော့ညင်ဩဘန်ကြီးပါပါဗောနော်99 second 99ဘူးတို့ပြောအဲ့ဒီပြရတာကျွန်တော်ကြည့်ပေးမယ်နော်အဲ့ဒီပြကျွန်တော်မှတင်99ပဲတော့ပြွားပြီးတင်တယ်နော်တော့ပြွားပြီးတင်တယ်99 second 99သူမှကျတော့ damage ထိထားတယ်နော် damage ထိထားသူက20 34ပဲကြံပါလေသူတို့ရဲ့ဘယ်တဲ့ဖြစ်နေရကျတော့ဒီဘက်ဒါအော် plan နဲ့အထွန်းနားလေးပါဗောနော်အထွန်းနားလေးပါဟုတ်လားဟုတ်ပါတယ်အထွန်းနားလေးမှာပါကဲလို့ဒီဘက်ချမ်းကပြရရောနော်99 second 99သူဘီနာမှာဆိုလို့ရှိရင် player တွေတိတ်တော့မရှိတော့ဘူးနော် player မရှိဘူးနည်းတော့နေတယ်အချမ်းပဲဖြစ်နေတယ်နော်ဘယ်တဲ့ဖြစ်နေပြလိုက်ကောင်းမှတင်နော်ချမ်းနေပြတော့ဘယ်တဲ့ဖြစ်နေပြလိုက်ကောင်းပါလေဒီဘက်ချမ်းမှာทีมနံပါတ်90ပြလေး NKP ပေါ့နော်ဒီမှာ 1k ရတာတယ် FCN ကူလာ MPD TR ဆိုတဲ့ player လေးကိုဒါကီလိုက်ပြီး 1k ပေါ့တော့ပေါင်းအောင်ပေါ့နော်နောက်ဆက်တာ player တော့20ကျန်ပါလေကဲဟိုဘက်ပေါ်မှာဆိုနာနီပေါ့နော်ဒီနံပါတ်8ပြလေးတော့မပြီးသေးဘူးနော်ဒီနံပါတ်8နဲ့ทีมနံပါတ်19 player များလုံးဝပဲတယ်ပွဲစားတဲ့ဆင်းလာဟိုဒီဘက်တွေမပြီးသေးဘူးနော်ကဲ granite တစ်လုံးကတိလိုက်နေမြအမေတို့နေတော့ထိတယ်ဒါပေမဲ့အများကြီးတော့မထိဘူးနော်ဒါလို့ဆိုဒီဘက်ချန်ပီယံနာနီပြန်တော့ forward ချန်ပီယံတော့ทีมနံပါတ်27 player လေး979ဒါတော့ချောင်းနေလို့ချန်ပီယံနော်ဒါทีมဘက် ND player လေးအန်တီတော့များတယ်နော်ပြန်တော့တော့ဝိုင်းပြန်နော်နာနီနော်ทีมနံပါတ်8 player ရဲ့အင်ဂျင်အောက်မှာဆိုလို့ရှိရင်ทีมနံပါတ်90 player လေးတော့ရှိုးသွားပြီနော်ပါပါပြီဒီဘက်ချန်မှာဆိုရင်ทีมနံပါတ်10 player လေးMG Gaming နော်ဂန်ကြီးကိုတိန်းလို့လာနေပြီနော်ခဏတဲ့ဂန်ဂျန် M4ဒီဘက်2 helmet ရှိတယ်ဒီဘက်2 bat ရှိတယ်ဗောနော်အချိန်မကောင်းဘူးပိန်းလာနေတာတော့ချမ်း play နာနီပြေးဝိုင်းတော့မလွယ်ဘူးနော်ဒီမှာမလွယ်ဘူးမောက်နိုင်တယ်ဒီမှာတော့ဂန်နေမရှိဘူးနော်ရှိတာဆိုလို့ဒါမူလိုပဲရှိတယ်ဒီဘက်ချမ်း enemy တွေများတယ်ဗျာနော်ဒီဘက်ဒီတောင်ကုန်းပေါ်ဟက်ကောက်မှာ enemy ရှိတယ်ဘိုးဘက်နောက်မှာဆိုလို့ရှိရင်ဒီမှာ31ပြတယ်ဒီတမျိုးနေတော့ထိပါမှာနော်ကိတော့မရှိပါဘူး99 second 99ဂျိုးဆွဲပြအင်းကြောင်းမှာရှိုးဝိုင်းဗောနော်ပါပါပြီဗျဒီတိုင်းရှိုးသွားပြီနော်တော့ကြပြရကြ15ယောက်ကျန်ပါတော့ပါတယ်ကျန်ပါဆိုလို့မှလည်းပြရတယ်လုံးဝတာကြီးအများဆုံးပြတဲ့ကောင်ဒီကြီးပြရှိအောင်ရှိမယ်တယ်နာနီကြီးပါနော်ဒါဆိုဒီနေ့တော့ဒီမှာဒီပါတယ် FGN ကူလာရလုံးဝကျန်းနေမှာနော်လုံးဝကြီးပါ fine နေပြီအကျန်ကူလာ
ကဲ grand ထိထားတယ်နော် damage ထိတယ် damage ကြောင့်လည်းတွေ့ရတော့တဝက်လောက်ပဲကျန်တော့နော်ဟိုဘက်ချင်းထင်းတဲ့အိပ်ပြလေးနာနီသူလည်း damage ထိတယ်နော်ပြီးတော့မပြည့်ဘူးတော့ထပ်လာပြီးကန်နဲ့ကန်ညာရှော့ကန်လာငယ်ပါဒီကင်း F4 နဲ့ join မယ်နော်ဒီရဲ့ Luffy ဒါဂျိုးဆိုတဲ့ပြာလေးကိုဒါပါခေါ်လိုက်ပြီကဲနောက်ထပ် damage ကနေတလုံး damage ထိတယ်နော်ကန်နေရနော်တော့ထွက်လာပြီတော့ဝိုင်းရနော်နာနီရဲ့ဒီဘက်ချမ်းတာ F4 ပေါ့နော် F4 လားဒီဘက်ချမ်းတဲ့ဘက်ဖြစ်မဲ့ FPN ကူလာဘက်ချမ်းမှာဆိုနော်โอเคကျွန်တော်ပြောပြပါခေါ်လိုက်ပါပြီလို့ဆက်ဒီဘက်ချမ်းပြရလေးပေါ့နော်ဒီဘက်ဆက်ပြရလေး FPN ကူလာ 3K ရတာဟိုဘက်ချမ်းကခင်းလိုက်ပြန်နာနီဘက် 3K ပေါ့နော်ဒီဘက်ဆို 3K နှစ်ယောက်ရှိပါတယ်ဒီနံပါတ်8ဒီမှာ7ပေါ့နော်ဟိုဘက်နောက်မှာဆိုလို့ရှိရင်ဒါဒီနံပါတ်31ပြရလေး Tesla Elon Musk ပေါ့နော် Elon Musk ရောက်နေပါတယ်Elon Musk ရလုံးဝငြိမ်တာသူပွဲဒီမှာစင်းကလေးကသူအိမ်နားမှာနော်โอเคလို့ဆက် Elon Musk နားမှာဆိုလို့ရှိရင်ဒါplayer တယောက်ကတော့ကတ်လာရောနော်ဒါဒီနံပါတ်9 player လေးချစ်တယ်ပြပါနော်ကတော့ကတ်လာပြီလုံးဝငြိမ်တော့ Elon Musk ရလုံးဝငြိမ်သူဘာမှခြေတာလည်းမပြေးဘူးနော်ခြေတာမပြေးဘူးဒါထားလည်းမပြစ်သေးဘူးနော်လုံးဝငြိမ်နေတာသူဘက်ချမ်းကဒီနံပါတ်9 player လေးလုံးဝဒါ supply ဖြစ်ဖို့ရငယ်လုံးများတယ်နော်โอเคထိုင်တော့ထိုင်နေမြန်ပြီဟိုမှာပြစ်လို့မရတာနော်ပြစ်လို့မရโอเคအဲ့ဒါတော့ပြီးလိုက်ပြီနော်အဲ့ဒါတော့ပြီးလိုက်ပြီမကြမ်းကြီးဒီ player နဲ့တော့ဘယ် player show အောင်ကြည့်မယ်နော်ဒီ grand ရှိတဲ့ player တာသွားတယ်ဗောနော်โอเคမလို့တစ်လုံးပဲကျွန်တော်ဆင်းသွားပြီနော်ဒီမိုင်လုံးဝကျန်းနေပါပြီဒီဘက်ချမ်းမှာဒီနံပါတ်9 player လေးကိုခေါင်းခောက်ထားပြီးတော့အပါခေါ်လိုက်ဗောနော် EUG နဲ့ပါခေါ်လိုက်ပါပြီโอเคလို့ဒီဘက်နားမှာဆိုရင်ဒီနံပါတ်8 player လေးနာနီဗောနော်လာတော့ချောင်းနေတယ်နော်လာတော့ချောင်းနေတယ်ဒီဘက်ချမ်းမှာဆိုရင်ဒီနံပါတ်31 player လေးဒါ Elon Musk အချိန်နေမကောင်းဘူးနော်ဒီကိပြလာတော့ချောင်းနေတယ်ကျွန်တော် forward တာကောင်းတယ်နော် forward မှနေတယ်ဆိုလို့ရှိရင်တော့လုံးဝအချိန်နေမကောင်းဘူးโอเคကျွန်တော် forward လိုက်ပါနော်ဒီဘေးနားမှာဒီနံပါတ်8 player လေးနာနီဟိုးပဲအပေါ်မှာဆိုလို့ရှိရင်ဒါဒီနံပါတ်7 player လေးနော် FGN ကိုလာရှိနေမှာနော်ဟာပါလိုက်ကြဒီလိုမိုက်ရှောပါပြီနာနီရဲ့ green granite ပေါ့နော် granite အင်းကြောက်မှာဆိုရင်နာနီလုံးဝဒီလိုမိုက်လုံးဝရှောပါပြီကဲလို့ဆက်ပြရတာကြောင့်6ရောက်ပဲကြံပါတယ်6ရောက်နဲ့မှပြရတယ်ပဲဖြစ်နေတယ်ရှားတော့ရှားပါပြီပေါ့နော်ဒီဘက် mistake နဲ့မှာဆိုရင်တယောက်ရှိပါတယ်1 key ရက်ခါပေါ့နော်ဘက်ချမ်းမှာဆိုရင် 5 mickey ဒီဘက်ထက်မှာဆိုလို့ရှိရင်ဒါ real luffy ဒီဘက်ချမ်းမှာဆို barbecue moniki ဒီဘက်ချမ်းမှာဆိုလို့ရှိရင်နာနီโอเคနည်းနည်းလေးဒါဒီဘက်ချမ်းမှာနာနီဘဘက်ချမ်းကပြရလေးဒါအချင်းကူလာရဲ့ဒါကာပေါ့နော်ကာစစ်စကုတ်ရတဲ့အင်ဂျင်အောက်မှာဆိုလို့ရှိရင်ဒီလိုဒမင်းနဲ့ထိတယ်ပေါ့နော်ဒါဒီမှာစပန်ပြရလေးအချင်းကူလာနှုတ်သွားတယ်ကွာလက်စီးနေလို့လက်စီးရဲ့ပေါင်တာပို့လေပေါ့နော်ပေါင်တာပို့လေပေါင်တာမပို့စီလက်အိတ်ထဲနော်လက်စီးနေဂင်းဆွာစီနေကြနော်โอเคမော့နောက်ဝိုင်းပြနာနီပါပဲနော်နာနီရဲ့ info အင်ကြောက်မှာဆိုလို့ရှိရင်ဒီနံပါတ်7 player လေးဒါ FGN ကိုလာမော်တော့ဝါပြီโอเคနာနီပြည်လာမဲ့အချိန်နဲ့ကွာပဲသူတွေ့တော့ he boy ပေါ့နော်ပြန်တော့ဆင်းသွားပြီပြန်တော့ထားလာပြီပေါ့နော်တွေ့တော့မ he ရသေးဘူးသူပြန်တော့ကဲသွားပြီโอเคပြီးတော့ hero မိမယ်ဒီနော်နာနီကတော့တက်လာပြီကဲbarbecue moniki ဒါနာနီရဲ့ speed အင်ကြောက်မှာဆိုလို့ရှိရင် damage တော်တော်ကြီးထိတယ်နော်ဒါပေမဲ့နေလေးပဲကြံနေဒီဘက်ချင်းမှာဒီနံပါတ်7 ပြန် FGN ကိုလာဟုတ်ကဲ့နာနီဘလူးပြပါတော့ဖင်းထိသွားတာလားဖင်းဖြစ်မယ်နော်ဟိုပရီယာဘလူးရှောမှပြီးလိုက်ပါဦးနော်ကဲဒါ 4K ပရီယာလေးနာနီရှောဝိုင်းပေါ့နော်သူနေရာမှာဆိုလို့ရင် 4K ပရီယာလေးပြန်တော့အစားထိုးမဲ့ပရီယာလေးရတဲ့ FGN ကိုလာလေးပါနော်ကိုလာ 4K လေးပါလို့ဆက်ပရီယာလေးကျွန်တော်9ယောက်ကြံပါတယ်9ယောက်တည်းမှာပါတော့ 4K ပရီယာတယောက်ရှိတယ်ပေါ့နော်ကျန်တဲ့ပရီယာလေးဆိုရင်ကြီးစင်ချက်ကြည့်ပေးပါမယ်ကျန်တဲ့ပရီယာလေးကြီးဘယ်လောက်ရှိလဲဆိုတော့နော်2241ပါโอเค2241ရှိပါတယ်เนาะကဲဒီ 4K ပြရလေးเนาะ 2K ဆိုလို့ရှိရင်ဒါဒီချက်လိုက်အောင်ပါပြီ room with UC or no bro yes bro you can win the challenge you can get the UC another region you get the UC 60 UC bro 60 UCဟို
Where are you from bro Where are you from နောက်ပွဲ5စက္ကန့်ကြာပြီအမြဲတမ်းကြားနေပဲပြောပါတယ်နော်ကျွန်တော်မှာချက်ကင်းလေးချက်လက်လေးယူပြပါဦးနော်ချက်လက်လေးစားပြပါဦးလို့နော် Okay bro okay ကဲမကြခင်စားဆုံးကြတာစိတ်တတိပြောင်းတော့မယ်နော်မကြခင်ပြောင်းပါတော့မယ် Okay ဒီဘက်ချမ်းမှာဆိုရက်ခပါပါပြတယ်ချမ်းမှာ 5B Mickey ဒါဟိုဘက်ချမ်းကပြလို့ပါခေါ်လိုက်ပါနော်လို့ဆက်ပြလိုက်တော့3ယောက်ပဲကြံပါရောချမ်းမှာဆိုလို့ရ open ဖြစ်နေတယ် open ဖြစ်နေတယ်နော်ရှင်နေမကောင်းဘူးနော် 5B Mickey open ဖြစ်နေတယ်နော် Albania oh bro no problem bro you can pay my room bro where you win the challenge I can send for you UC bro no problem ကဲလို့ဆက်ပြလိုက်ကြတော့ဒါ3ယောက်ပဲကျွန်တော်ချက်မှာ barbecue money open ပုံးနေတာဘယ်လိုလဲဒီပြ open ကြီးမှာပုံးနေတာလို့ပြောပါရပြမှောက်ပါပြီပါပါပြီကဲလို့ဆက်ဒီဘက်ချမ်းပါဆိုရင်ဒီနံပါတ်7ပြလေး FGN Cola ပေါ့နော် FGN Cola 5K ပါလို့ဆက်ဒါသူထပ်ပြီးရင်ဆိုင်မဲ့ပြလေးရတော့ 5B Mickey လေးပေါ့နော် 5B Mickey တွေ့တာပြီးတွားပြီးတော့ဘယ်တဲ့ဆိုင်မဲ့နေနော်တော့တွားပါပြီနော်လုံးဝ free to free ပြတဲ့ထဲမှာလုံးဝကျုံတော့မှာပါကျုံမှာတော့မယ်ကဲဒီဘက်ချမ်းပြကန်လာတဲ့ကန်ချန် M4 ပေါ့နော် M4 မှာ6 ကုတ်လေးပါကဲစိုက်ကကြတော့ဒါ state 3ပေါ့နော် state 3ပဲရှိပါသေးတယ်ဒီဟာတရားမှဇုံနဲ့မရှိဘူးနော်ဇုံပြီးမှာပဲရှိတယ်ညောင်လုံးကြောက်ထင်တော့ဇုံတော့မပြီးဘူးပွဲရပြီးတော့မှထင်တယ်နော်လို့တယ်ဟိုဘက်ချမ်းက player လေးဇုံဥမာကားရှိတယ်နော်ကားရှိတယ်အဆင်ပြေတယ်ကားနဲ့ဝင်လို့ရတယ်ကိစ္စမရှိဘူးနော်ကဲဒီမှာ29ပြလေး 5B Mickey ဒီဘက်ချမ်း player တွေနားမှာရှိနေတာသူတိလားမသိဘူးတယ်နော်မသိဘူးဆိုရင်တော့ဒါ open နဲ့ဒါဘုံကထိမယ်နော်ကျုံကထိနိုင်တယ်ကားပေါ်တော့တက်လို့မရဘူးနော်ကားပေါ်တက်ပြီးဆိုရင်ဟိုဘက်ချမ်း player လေးဒါလုံးဝဟိုဒါဘယ်လိုဆိုတော့ဒါစပီးတာတော့ဒါပေမဲ့တော့မထိဘူး English bro I can say that bro no အများကြီးမရဘူးဟဲ့လားပြောမယ်နော် say that little broကဲဒီဘက်ချမ်းလို့ပြရတယ်လုံးဝအခြေအနေမကောင်းဘူးနော်သူစုံနဲ့ဝင်ရမှာစုံနဲ့ဝင်မဲ့နေရာမှာဆိုကားတော့တက်စီလို့မရဘူးနော်ကားတက်စီပြီးဆိုတာနေဒီဘက်ချမ်းပြလုံးဝစပီးနေတာလုံးဝမရဘူးနော်လုံးဝစပီးနေတာသူ့မှာစမုတ်ရှိတယ်ဗျသူစမုတ်မခင်းတာစမုတ်ရှိတယ်သူ့မှာနော်အမေတို့ကြည့်နော်ကောင်းတယ်ဒါစစ်စကုတ်3တက်လေးပေါ့နော်စစ်စကုတ်မှာ3တက်လေးနဲ့တက်လာနိုင်မဲ့နော်ဟိုဘက်ချမ်းပြလေးဒါဒီကောင်းနော်ကားတော့မရှိတော့ဘူးဆိုတော့ဒါဒီတိုင်းပဲတက်လာတော့မယ်ဒီတိုင်းပဲကျုံးမယ်နေနော်ရှိုးပါဗျနော်သွားပါပြီဒီဘက်ကျွန်တော် game number 2မှာဆိုလို့ညတာချဲလောင်တဲ့ player လေးတယောက်တော့ပြန်တော့ပေါ်လာပြီပေါ့နော် FGN Cola ပါဒါနော်စစ်ကီပါဆိုတော့တခြား player ကျတော့3 key ပဲရှိပါတယ်မမီဘူးနော်3 key မှာ4 key နာနီ4 key ဦးဒီနဲ့လားဦးဒီနဲ့ပီစာ4 key ပေါ့နော်မိုက်တယ်ဒါပေမဲ့ key ကျတော့မမီဘူးနော် key ကျတော့မမီဘူးဒီမှာ player တယောက်ပဲရှိပါတယ် FGN Cola ပေါ့နော်ဒီမှာဆိုလို့ညတာဒီ number 2မှာဆိုလို့ရှိရင်ဒါချဲလောင်တဲ့ player ကျတော့ FGN Cola ပါ solo only solo ပဲချတယ်နော်ဒါဒီပွဲပြီးသွားလို့ရှိရင်ဒါဆန်ဟော့ပြောင်းမယ်နော်ဆန်ဟော့ဒူပြောင်းပါမယ်ဒီပွဲပြီးရင်ဒါဆန်ဟော့ဒူသွားပါမယ်နော်ဆန်ဟော့ဒူလောက်ပါမယ်ဒါဒီပွဲတဲ့ကျွန်တော် solo ပဲလောက်ပါမယ်ကိုစိုးကြီးတယ်လီဖုန်းသချင်းဆိုပြကိုကြီးတီးတော့မတီးဘူးလေဘာတချင်းနဲ့တချင်းဘာတချင်းနဲ့တချင်းတီးတော့မတီးဘူးနော်ကြားတော့ကြားဘူးတယ်ကိုစိုးကြီးဆိုပြတော့တချင်းတခါတော့နားမတော်ဘူးကဲ game number 3 let's go game number 3သွားပါမယ် solo မိုက်တယ်ဖိနိုင်တာကခက်တယ်ဟုတ်လားအဲ့ဒီ solo မိုက်ပါနော် solo ပဲမိုက်ပါတယ်ဘာဖြစ်လဲဆိုတော့ဒါ
ရုံးလုံးတဲ့လူကဒါဆိုလိုဆိုတော့နော်ဆိုလိုဆိုတော့ဒါဆိုလိုပဲလောက်တာများတယ်နော်ရှင်းနှစ်ကိုခွန်ရှင်းနှစ်ကိုခွန်693ညကဲရပါပြီနော်ဒါဒီပွဲလာတာ challenge ကိုဒါစစ်ကြီးပဲနော် challenge မတင်တာပါဘာလည်းမပြောင်းသားပါဘူး challenge စစ်ကြီးပါပဲညာလို့ရပါပြီနှစ်ယောက်လောက်ပေးကူကြီးနောက်ပွဲလေး bro နောက်ပွဲဒီ game number 4ဆိုလို့ရှိရင်ဒါဒိုစာဟောက်ကျုံးပါမယ်နော်စာဟောက်မှာဒိုကျုံးပါမယ်ဒါဒီပွဲကြလို့ရှိရင်ဒါ game number 3မှာကျွန်တော်ဆိုလိုပဲရင်ချမယ်နော်ဆိုလိုပဲရင်ချမယ်နှစ်ယောက်လောက်လိုက်ပါလားဖိနိုင်လို့ဖီယန်တော့နိုင်ကန်ထိမှာပဲနော်ဖီယန်တော့နိုင်ကန်ထိမှာပါလို့ရလားရတယ်လေဝင်လာခဲ့ပါလို့ရပါတယ်ကဲဒီပွဲလဲကျွန်တော်ထင်တာတော့အယောက်30ပြည့်မယ်ထင်တယ်နော်အယောက်30ပြည့်မယ်ထင်ပါတယ်30ဆိုမိုက်ပါတယ်ကျမ်းပါတယ်ဆိုရင်အဆင်ပြေဒီတော့မရှိဘူး30မိုက်တယ်ကဲမင်္ဂလာပါနော်ဒါ viewer တွေအကုန်လုံးဒါ30နဲ့တယောက်ရှိပါတယ်အားလုံးပဲမင်္ဂလာပါနော်ဒါကျွန်တော် line မှာလာပြီးတော့အားပေးကြတဲ့အတွက်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်နော် like လေးတွေ share လေးလုပ်ပြကြပါဦးနော်တော့တစ်ခုစီလေးပေါ့ ID လေး ID ဒီမှာလေးတို့ရမှာပုံပါစာလုံးကြီးပြတာပြန်ပါနော်စာလုံးကြီးပြတာပြပါတယ် ID ရဲ့ challenge ပြတာပြပါတယ်နော်ရှင်းနှစ်ကိုခွန်693ညတလားရှင်းနှစ်ကိုခွန်693ညကဲ28ပေါ့နော်28ရောက်ပါကြာနေလို့မကြာခင်တော့30ဆိုလို့ရှိရင်ဒါ let's go လိုက်ပါမယ်နော် let's go လိုက်ပါမယ်ကိုကူဆန်း share the line thank you bro ကျေးဇူးပါ30ပြည့်ပြီနော်ထပ်ဝင်လာ player တွေရှိသေးလားခဏလေးဆောက်ပေးမယ်နော်ခဏလေးဆောက်ပေးပါမယ်တခြားဝင် player တွေဝင်လာမှုရှိလားမသိဘူးနော်ဝင်လာမှုရှိတယ်ဆိုလို့ရှိရင်မသွားသေးပါဘူးတော့တို့ဝင်လာလို့မမြင်နေဘူးခဏလေးအဲ့တော့ game number 3ပေါ့နော် game number 3ပါဒီ game ပြီးသွားလို့ရှိရင်ဒါကျွန်တော် game number 4ဒိုစာဟောက်ချမယ်နော် game number 4ဒိုစာဟောက်ချမယ်ပါတယ်ဟာလားပါတယ်ဂရင်းနီ BND ဒီပန်ပါတယ်ပါလာပြီလားโอเคပါကဲ33ရှိပါပြီနော်မကြရင်ကျွန်တော် game number 3ကို let's go လို့ရပါပြီ33ဆိုလို့ရှင်တော့ကဲကျွန်တော်ဒီညတာလွင်းတဲ့ပွဲတာနှစ်ပွဲလုံးပေါ့နော်ကျွန်တော်ဒီညနှစ်ပွဲလုံး game number 1 2ဆိုလို့ရှင်တာ6ထောင်တဲ့ player နှစ်ယောက်လုံးပေါ်လာတော့ပေါ့နော်ပထမတယောက်ဆိုလို့ရှိရင်ဒါ BGR line number 1เนาะပြန် number 1 challenge အောင်တယ်เนาะ game number 2မှာဆိုလို့ရှိရင် FGM ကိုလာပေါ့เนาะ challenge အောင်ရပါတယ် PC တယောက်ပျောက်တယ်မပါဘူးလားသူမားလို့ဖြစ်နေမလို့เนาะသူကညဘက်အလုပ်ဆင်းတာဖြစ်မယ်တခါကြလို့ရင်သူညဘက်သူတိတ်ပြီးတော့လာပြစ်တာမရှိဘူးเนาะရင်တော့ပြတော့ပြပါနောက်ပိုင်းကျတော့နည်းနည်းတော့ကြေးသွားတယ်ပေါ့เนาะအားတာဖြစ်မယ်အားလုံးရင်သူလာပါတယ်เนาะလာပါတယ်မားလို့ဖြစ်မှာပါကဲ34ရှိပါပြီเนาะ let's go 35မိုက်တော့35ဆိုလို့ရှိရင်ဘလိုတို့တက်တာ6 key ဆိုတာလုံးဝဟိုဒါတတရလေးယူရတာเนาะဒါရယူရတယ် easy ကဲဒီပွဲဆိုလို့ရှိရင်ကျွန်တော်ဒီပြမယ့်နေရာကျတော့ဒါစင်းချင်းပြမယ့်နေရာကျတော့ဒါဒီ misting ပေါ့เนาะ misting ကိုကျွန်တော်ရင်ပြပါမယ်တခြားနေရာကျွန်တော်မပြဘူးเนาะ misting ရင်ပြပါမယ်ငါလဲဝင်မယ်လေဘလိုမမီတော့ဘူးเนาะနောက်ပွဲပါဒီပွဲတော့မမီတော့ပါဘူးဒီပွဲတော့မှလောဆယ်ပြရတယ်ကိုလုံးတာ lobby ထဲရောက်နေပါပြီမကြခင်တော့လင်းစီးတော့မယ်နော်နောက်ထပ်45စက္ကန့်ဆိုလင်းစီးပါပြီအဲဒါကြောင့်မို့ဒါခ
ခဏပါဆိုရောက်နေပြီထင်နေတာရောက်သေးဘူးလားsorry နော် sorry ပါနောက်ပွဲကြလို့ရှိရင်ရင်ဆုံးဝင်ခဲ့ပါနော်ရင်ဆုံးဝင်ခဲ့ပါဒီပွဲကြတော့မမီတော့ပါဘူးနော်သွားလိုက်ပါပြီကုတ်ရီးနေတာဟာလားအေးနည်းနည်းတော့အေးလေကုတ်ရီးနေချိန်ပဲသွားဆိုတော့နည်းနည်းတော့ဒါဖြစ်ပါတယ်မနော် sorry bro နော်နောက်ပွဲဒီပွဲတော့နည်းနည်းနားလိုက်ပါနော်နောက်ပွဲကျွန်မကျော်နောက်ပွဲဒူစဟောဒူချပဲနောက်ပွဲဘရိုအကောက်မရဘူးဟာဘာပြောတာလဲကဲ miss တင်းမှာဆင်းမဲ့ပြရဒီ miss တင်းမှာရင်ကြည့်မယ်နော် miss တင်းမှာဆင်းမဲ့ပြဘူးရှိတယ်ဒီပချမ်းပြရဆိုရင်ဒါသူဒီဘက်ဒီ plan နဲ့ဥတီနေတာနော် plan နဲ့ဥတီနေတာပါကဲ plan နဲ့ပဲရင်ပြမယ်နော် plan နဲ့ပဲရင်ပြမယ်ဟိုစင်မှာ plan နဲ့မဆင်းတော့ဆင်းပါ okay ဆင်းမှာဂန်းတော့ရပြီပြတယ်ဆင်းမှာဆိုရင်ဒီဘက်တန်ပြလေးခိပါတော့မှာဆိုရင်ဒီနံပါတ်15ပြလေး1ခီရက်ခဒါမျိုးတော့ထိထားတယ်နော်မချမ်းမှာဆိုဂန်းတော့ရပါရှင်နော်ရတယ်အိုင်တော့တော့ဖြစ်သွားပြီလားsorry ဘူးနော် sorry ပါနောက်ပဲကြမှာပါနော်နောက်ပဲကြလို့ချင်းဒူစိတ်ကြိုက်ကျုံအကောက်မရဘူးလားအကောက်မရဘူးဆိုလို့ချင်းမလိုင်းဝင်ကနေကြလို့ချင်းကြည့်လို့ MG Gaming နော်ဒီ Gaming show တော့ show ပါပြီနော်နာနီရမိုက်လိုက်ရနာနီရနော် short gun နဲ့ကျုံနေတာနာနီ okay ဒါဆိုချင်းကျွန်တော်ဒီဘက်ချမ်းကဒါဒီ planet တွေကပဲကျွန်တော်ပြတော့ဘူးနော်ဒီဘက်ချမ်းက miss တင်ပဲကျွန်တော်ပြပါမယ်3ယောက်ပေါ့နော်3ယောက်ရှိပါတယ်ကျွန်တော်တို့no white me ဒီဘေးနားမှာဆိုလို့ချင်း player 2ယောက်ရှိတယ်ပေါ့နော်ဗန်83လုံးရဲ့ဒါ BK မောင်5စက္ကန့်ရဲ့ကြောင့် win မှာ real luffy တဲ့ player လေးကိုဒါ EK လေးနဲ့အပါခေါ်ပါပြီပေါ့နော်ပါခေါ်ပါပြီဒီဘက်နောက်ဆိုလို့ချင်းဟိုဘက်ချမ်းမှာဆိုလို့ချင်းဒါဒီ number 2 player လေးဗန်83လုံးနော် void ဒီဂူပြောပါပြီကဲ Babia Flu barbecue morning ကြီးအင်ဂျင်မှာပါပါပြီဗျနော်90 player ကျတော့အယောက်30ပဲကျန်ပါတယ်9ယောက်တော့ show သွားပြီနော် player 9ယောက်တော့ show သွားပြီ30ပဲကျန်တယ်ဒီဘက်ချမ်းမှာ mistake နဲ့ပဲတယ်ဟိုဘက်အင်ဂျင်ထဲမှာ player 2ယောက်လုံးဝပဲဖြစ်ဘူးလားပူတော့ပူနေတယ်နော်သူတို့2ယောက်နော်ပူတော့ပူနေတယ်ဗျနော်ကြည့်ဘယ်နောက်ကြည့်ကောင်းလဲပူတော့ပူနေတယ်ဒီမှာနော် BK မောင်5စက္ကန့်ရဲ့သူဘေးနားမှာဆိုလို့ရှိရင်ဒါ 5BZ နော် FGN ကူလာရဲ့ဒါ short gun ကျမှာပါပြီဗျနော်သူဘေးနားမှာဆိုလို့ရှိရင်ဒါ team number 2 player လေးဒါဗန်83လုံးရှိမယ်ဟုတ်ပါတယ်ဗန်83လုံးရှိတယ်ဗျနော်လုံးဝထွက်တော့ပဲမဆိုင်ဘူးနော် okay တော့ဆက်လာပြီကောင်းတယ်ဘယ်နဲ့ပြောရတာလဲshow ပါကဲဗန်83လုံး show ပါရောနော်လို့ဆိုဒီဘက်ချမ်းမှာဆိုရင်ပြ3ယောက်ကျန်တယ်ကဲDOKPNWC barbecue မောင်နကီနောက်ဝိုင်းမျိုးပြလေးကိုနိုင်တဲ့အဆုံးသတ်ပြလိုက်ပါပြီUND 941ဒီမက်ဆေ့တော်ရေးတက်တယ်နော်ဒီမက်ဆေ့တော်ရေးတက်တယ်ကဲဒီဘက်ချမ်းမှာဆိုရင် barbecue မောင်နကီနော်ကတော့ကတ်လိုက်ပါဒီ number 5 player လေးသူဘီနာမှာဆိုရင်ဒီ number 20 player လေး BK မောင်5စက္ကန့်နော်ချမ်းမှာဒီ mistake နဲ့မှာဆို player နှစ်ယောက်ပဲကျန်တယ်ချပြအကုန်လုံး show သွားပြီပေါ့နော်မရှိတော့ဘူးဟိုဘက်ချမ်း player နော်ဂန်နာတော့ပေးရတဲ့ barbecue မောင်5စက္ကန့်ပေါ့နော်မောင် sorry barbecue မောင်နကီပါwin မဲ့မှာ G7 မှာနတ်ဆိုတဲ့ player လေးအင်ဂျင်မှာပါပါဗျာနော် win မဲ့မှာ show ရပါပြီဟာဂျူကော့နာမည်ရဘလူးလေဗျာဟာဂျူကော့မောင်ပါဗျာပါပါမရှိတော့ဘူးညမှာ barbecue မောင်နကီ open ဖြစ်နေတယ်ကဲဂန်နေတလုံးဂန်နေစကားပြောရမလားဒီဂန်နေကဒါမင်းတော့မကြည့်ဘူးနော်ဒီအိမ်နာနေတယ်မျိုးချမ်းပြလေးခေါင်းတော့မထွက်လာဘူးနော်တက်လာပြီနော်ဒီကြီးမိုက်တယ်နော်အိုးကလုံးဝဟိုဒါစပီးရတော့ဗောနော် open speed လုံးဝ player ရလုံးဝထက်လို့မရအောင်ထောက်လုံးဝ show ရပါတယ်ကဲလောဆယ်ပဲဖြစ်နေတယ်ကြည့်မယ်နော်ဒီချမ်းမှာဆိုလို့ player ဒီမှာ3ယောက်ရှိတယ်နော်ဒီနာနီလောဆယ် 2K player လေးသူဘေးနားမှာဆိုလို့ရှိရင်ဒါဟိုဘက်ချမ်းကဒီ number 4လား18ဒီ number 18ပြလေး G7 မှာနတ်ပေါ့နော်ရတော့ရောက်နေတယ်ဒါနည်းနည်းလေးဒါပဲတဲ့တော့ထင်တာတော့မကြခင်နော်တကားရဖြတ်ထားတယ်ဟိုဘက်ချမ်းကဒီ number 18ပြလေး G7 မှာနတ်ပေါ့နော်ဒါသူဘေးနားမှာပြတော့ရှိပြတယ်သူနဲ့ရင်းမိသွားပြီ
979GG ရှိုးဝိုင်းဗျကဲဒီဘက်ချမ်းပြကန်ရတဲ့ဂန်းကြတော့ shotgun ပေါ့နော် shotgun နဲ့တော့တက်လာပြီးချမ်းကဒီဘက်ဒီကြီးပြလေးဒါပြောက်ရရနော်ဒီဘက်မှာနပ်ပါတော့ပါသွားပြီဒီဘက်ချမ်းမှာဆိုရင်နာနီပေါ့နော်ဒီဘက်4ပဲနာနီ4K 3K ပါဟိုချမ်းမှာဆို dot system လား dot system တော့ 1K ရပါတယ်99 second 99 scan ကီပါနဲ့ပြလေးလို့ပါတော့ခေါ်ထားလိုက်ပြီဟုတ်တယ်ဆိုကြတော့ state 1ပေါ့နော်မချမ်းဒီလိုပြောင်းဝီးလို့ပါသေးတယ်ပြလိုက်ကြတော့16ရောက်ပဲကျန်ပါတယ်ပြရီကျဲတော့ကျဲရင်တော့တက်တဲ့နေရာကြီးဖြစ်နေတာဗျာနော်ဟောကျဲနေတယ်ကဲဘယ်ချမ်းပြတာပဲလေလို့ရှိတာကတော့ကပ်ပါပြီနော်နာနီโอเคစင်းဝမလားโอเคစင်းတော့စင်းမတင်တော့โอเคမစင်းသေးဗျာနော်ပတ်မောင်းနေတာခြေတံနားထောင်တာဖြစ်မယ်နော်ခြေတံနားထောင်တာပါဒီဘက်ချမ်းမှာပြရီရှိတာမရှိတော့ခြေတံနားထောင်တာပါဟိုဘက်ချမ်းပြရီလည်းလုံးဝဒါစပီးရပါမလုံးနော်ကန်တန်မပြေဘူးဒါဟိုဘက်ချမ်းမှာဆိုဒီနေ့မှ24လေးပြလေးဒါ99 second 99โอเคဂန်တန်တော့ပြီးလိုက်ဗျာနော်ဂန်တန်တော့ပြီးလိုက်ချမ်းပြလေးနာနီစင်းတော့စင်းသွားပြီဒါ3 k ပြလေးဗျာမောက်ဝိုင်းဗျာနော်ဘာဘီကီမောင်နဲ့ကီဆိုပြလေးအိမ်ရောက်မှာဆိုလို့ရှိရင်ဒါဒီနေ့ဘတ်4ပြလေးနာနီဟောသူကပြန်ကေလို့ဟိုဒါလေးပါတယ်နော်ဆိုသူပြီးနာမှာဆိုရင်ပြတယောက်ကြတော့ဒါ99 second 99ပေါ့နော်ဒါဆိုဘာမှမသိဘူးဒီချမ်းပြတော့သူမသိဘူးနော်ဒါဘက်ချမ်းမှာဆိုရင်ဒီနေ့ဘတ်5ပြလေးဒါဘာဘီကီမောင်နဲ့ကီတော့တက်လာတော့ဆန်ကေနဲ့တက်လာโอเคဆန်ကေမောင်တန်းနဲ့ရှိုးသွားတာဗျာနော်နောက်ကြပါပါနော်နည်းနည်းဒီဆိုရင်လာမယ်ဆိုရင်ဒီပြရတယ်တွေးလို့မမြင်ဘူးနော်ရှိုးနိုင်တယ်ဘယ်ချက်မှဆိုလို့ရင်ဒါဒီနံပါတ်4ပြနာနီ 4K ပြလေးပါဟိုစပြန်တော့ဒါဘက်တယ်တော့ကဲညာတော့ရွှေ့လိုက်ပါနော် position တော့ရွှေ့လိုက်ပြီဒီဘက်အင်ကိုတက်မထင်နဲ့နော်တက်တော့မတက်သေးကြနော်နည်းတော့ကားတော့ပတ်တော့မောင်းနေတယ်ဒါဟိုဘက်ချမ်းမှာဆိုဒီနံပါတ်9ပြလေးနော်ဒီနံပါတ်9ပြလေးဒါတို့တွေ့နေရတယ်ကာမောင်းနဲ့ပြစ်သွားတာဗျာနော်ကာမောင်းနဲ့ပြစ်သွားတာပါ 5K ပါနော်နာနီ 5K ပါကာမောင်းနဲ့ပြစ်သွားတာနော် shot gun နဲ့ဘုံဆိုတော့ကဲလောဆယ်ဒီဘက်ချမ်းမှာနာနီပေါ့နော်ဒီနံပါတ်4 play နာနီ 5K ပါဒါဟိုဘက်နားမှာဆိုလို့ရှိရင်ဒါဒီနံပါတ်30ပြလေး night ပေါ့နော် night အဲ့တော့ထိုင်နေတယ်ပေးပြတော့ပေးပါပြီဒီဆောင်ဆိုဒီနံပါတ်9ပြလေးဒီနံပါတ်30ပြလေးပေါ့နော်အင်းကြောက်မှာဆိုလို့ချင်းတာနည်းနည်းတော့ကားတော့ဒါမျိုးတော့ဥသွားပြီမချမ်းကွဲဖို့ရှိတယ်ပေါ့နော်ထပ်ပြီးမောင်းမယ်ဆိုရင်ကွဲဖို့ရှိတယ်ဗျာနော်ကဲစင်းတော့စင်းလာရနော်ဒီချမ်းမှာလုံးဝသူ fight မှာနော်ဒီမှာ fight မှာတော့တက်လာပြီ granite တစ်လုံးဒီမှာ granite တစ်လုံးမရှိတယ်နော် granite တစ်လုံးမရှိတယ်ဒီဘက်ချမ်းကပြရရဒီနံပါတ်30ပြလေးဟာကောင်းလိုက်တဲ့ granite ကြီးနော်ချက်တယ်ပဲနော်ချမ်းပြလုံးဝပါသွားတာကောင်းလာကြည်လားဟာကဲဒီဘက်ချမ်းပါဆိုလို့ရင်ဒါဒီနံပါတ်4 player လေးပေါ့နော်ဒါနာနီစစ်ကီဖြစ်သွားပါပြီနော်ဒါဂိမ်းနံပါတ်3ပါဆိုလို့ရင်ဒါချမ်းအောင်ပြနာနီပေါ့နော်စစ်ကီပါဒီနေ့ပြကြတော့ကီးကြတော့ကျွန်တော်မကြည့်ရသေးဘူးနော်ဟိုစင်နာနီကြတော့စစ်ကီပါဒါချမ်းအောင်ပါပြီကဲ player လာကြတော့10ကောင်ပေါ့နော်ဒါနောက်ထပ်ဒါချမ်းအောင်တဲ့ player တွေရှိနိုင်သေးလားချက်ကြည့်မယ်နော်ဒါ10ရောက်ဆိုတော့ player တွေအများကြီးကျန်ပါသေးတယ်ဒီမှာ 2K okay 2K player နောက်ရှိပါတယ် 1K player တဲ့ 4K player တော့ရှိတယ်မှာနော်that system ပေါ့နော် that system ဒီ 4K player လေးပါခိုင်းကျွန်တော်ထည့်ထားလိုက်ပြီဒီနားမှာဆိုရင် player တွေမရှိဘူးနော်နည်းတော့ဝေးနေတယ်ဟောရှိတယ်ပဲတယောက်ရှိတယ်ဒီမှာ25ပေါ့နော်ဒီမှာ25 player လေးဒီ BYD ဟိုဘက်ဒီလူကောင်းမှာဆိုလို့ချင်းဒီမှာ22 player လေး ORD ပေါ့နော် ORD ရှိတော့ရှိနေတယ်ဟုတ်တယ်ဒီနားမှာ player 4ယောက်ရှိတယ်ဗျာနော်4ယောက်ရှိတယ်ဒီနံပါတ်22ဒီနံပါတ်21ဒီနံပါတ်6ဒီနံပါတ်15 4ယောက်တော့မှရှိတယ်ဒီနားမှာ25ပါ25 4ယောက်ကဲဦးဒီနီလားဦးဒီနီပီစာလားဦးဒီနီပီစာဒါမျိုးတော့ထိတာပဲချက်မှာ ORO ချက်လိုက်ပြီဒီဘက်ချက်မှာဆိုလို့ညင်တာ Datistan သူနေတော့ပြတော့မဖြစ်သေးဘူးနော်နေတော့ညင်တယ်ချက်ထားတယ် FGN ကိုလာရှိုးဝိုင်းပေါ့နော်ပါပါဗျဟောနာနီရှိုးရပါပြီမဖြစ်ပါဘူးရှိုးရလေးရအောင်နော်စကစ်ပြပါပြီနော်စကစ်ပြပါပြီရှိုးရလေးရပါတယ်နော်စူပါညီမရတော့ဗျာနော်စူပါညီရဲ့ဒါပလုံးတော့ဒီအိမ်နဲ့စကစ်ရောက်မှာဆိုလို့ရှင်ဒါ4K player လေးပေါ့နော်ရှိုးရပါပြီ
ကဲလောဆယ်ပြရကြောင်း9ရောက်ပဲကြံပါတယ်9ရောက်တဲ့မှာမှဆိုလို့ရှိရင်ဒါ1 key player နော်1 key player 2 key player တော့ရှိမှထင်တယ်နော်ရှိတဲ့ပုံကအဲ့တော့ငိုက်ရတယ်ဘလူးတာဒီညအင်းငိုက်လိုက်ကတော့ကတ်လာပြီနော်ဒီဘက်ချမ်းမှာဆိုလို့ရတယ်ကတော့ကတ်လာပြီဒီဒါဒါမေတော့ထိတယ်နော်ဒါမေထိတယ်ဒီဘက်ချမ်းမှာဒီနံပါတ်2 player လေး DRO draw ပေါ့နော်ကဲ shotgun နဲ့ကတော့တက်လာပြီ shotgun ပေါ့နော်ဒီဘက်ချမ်း player shotgun မကန်တော့ပြန်လဲ shotgun ကန်လိုက်ပြီဒါ 5B Mickey ဒါ99 second နဲ့အကြောင်းပါသွားပြနော်ကဲဒီတော့တွေ့ပါပြီဒီမှာ gun နေရှိတယ်နော် gun နေရှိတယ်ဟိုဘက်ချမ်းပြ gun နေပြစ်နေနော်အနင်းကရ Cisco တဖွင့်နေတာလားဘယ်တော့နဲ့ထဲလေကဲ shotgun တော့ကန်လိုက် shotgun နဲ့ပြစ်shotgun သမားရှိုးပါတယ်နော်ဟာအဲ့ဒါရဘလူးပြီ shotgun သမားရှိုးပါတယ်ကဲလောဆယ်ပြရဒီချမ်းပြပေါ့နော် team ဘတ်တွန်2ပြလေး ORO DRO 1K ပါသူပြီးနားမှာဆိုလို့ရင် team ဘတ်တွန်8ပြရလေးဒါဆရာကြီးလားဆရာကြီးဒါရှိတော့ရှိတယ်တင်းနေတော့ဝေးတယ်ပေါ့နော်နေတော့ဝေးတယ်ဒါပေမဲ့မြင်တော့မြင်ရတယ်နော်မြင်တော့မြင်ရတယ်ဗျဒီချမ်းမှာဂန်းတာထွက်လာဆိုသူတီတော့တီးမယ်နော်ဒီချမ်းမှာ player ရှိတယ်ဆိုတော့တီတော့တီးတယ်ချက်တော့ချက်နေတာမသိတော့ဒီဘက်များဒီဘက်ချမ်းလေးတယ်သလားချက်တော့ချက်နေတာဗျနော်ချက်တော့ချက်နေတယ်လောဆယ်ပြရတာကြောင့်3ယောက်ပဲကြံပါတယ်3ယောက်ထဲမှာမှဆို team number 22 player လေးကြံတယ် team number 28ကျွန်တော်ဟိုတယောက်ကြောင့် team number တော့မသိဘူးနော်99 second နဲ့ဖြစ်မှထင်ပါတယ်နော်ကဲမကြခင်တာကျွန်တော်တို့ရဲ့ဒါဂိမ်းနံပါတ်3လေးပြီးပါတော့မယ်နော်ဒီဂိမ်းနံပါတ်3မှာဆိုလို့ရှိရင်ဒါခြေလောင်ဝါနဲ့ပြတယောက်ရှိတယ်နော်နာနီပေါ့နော်နာနီခြေလောင်ဝါပါတယ်စစ်ကီးပေါ့နော်အဲကောင်ငါနဲ့တူလို့တည်တာခေါင်းယူခောက်ထားတယ်ဒါမင်းတဝက်ကြောက်ပြီပေါ့နော်ပြန်ပြီးတော့ချောင်းလာမယ်ဆိုရင်မောက်သွားမယ်နော်ဘယ်နှပွဲကြံလဲဘရိုနှပွဲကြံတယ်လေ game number 4 5ကြံနေတယ်ဒီညတော့ကျွန်တော် game number 5တိပဲလုပ်မယ်တော့ဖြစ်ဆိုကျွန်တော်နည်းနည်းတော့ကြာပါပြီနော် line တွေ့လာကျွန်တော်9နိုင်တော့ရှိပြီ game number 5ပြကျွန်တော်နားတော့မယ်နော်ဖြစ်ဆိုမနေ့ကလည်းကျွန်တော်အလုံးနည်းနည်းများသေးတယ်ဗျာနော်နည်းနည်းများသေးတယ်အဲကြောင့်မို့မနေ့ကညချမ်းမှတာနည်းနည်းလေးတာ game number 5ပြ7နေလာရင်လာတော့တယ်နော်မနေ့ကနော်ကဲပြရတယ်ကြေးကျွန်တော်ချက်ကြည့်မယ်နော်ဒီချမ်းမှာဆိုလို့ရှိရင်ဒါ99 second 99 3 key ပေါ့နော်ဒါပေမဲ့သူဒီပွဲကြောက်တာချက်လောက်မရှိဘူးနော်ဖြစ်ဆိုတော့3 key ပဲရှိတယ်ဒီနောက်ပိတ်ဆုံးချန်တဲ့2ယောက်ရဲ့ key ကိုသူရတော့မှာ5 key ပဲရှိတယ်နော်ဒါသူချက်လက်မအောင်ပါဘူးနော်5 key ပဲရှိပါတယ်ဒါကြောင့်မို့ဒီပွဲမှာဆိုလို့ရှိရင်ဒါချက်လောက်တဲ့ပြရတယ်တယောက်ပဲရှိမှထင်ပါတယ်နော်နာနီပါနော်နာနီတယောက်ပဲရှိပါတယ်6 key ပါချန်တဲ့ပြရကြောင့်3 2 1 1နေများနော်0 0ဒီမှာ4 key နော်ဒီပြ4 key လည်းမမီပါဘူးရှိုးဝိုင်းပေါ့နော်ဒီပြနောက်ပွဲကြံဒီလားဘလို့ရှိတယ်လေနောက်တော့ game number 4 5ကြံပါသေးတယ် game number 4ကြာလို့ရှိရင်2ပေါ့နော်2ဆန်ဟောင်းနဲ့ကျုံးမယ်ကဲဒီညကျမှကျွန်တော် line လွှင့်နောက်ကျတဲ့ရက်ကျမှ player တွေလုံးဝဟိုဒါပွဲတိုင်းနဲ့ channel တွေမှာအောင်ကြတာနော် game number 1 2 3 3ပွဲလုံးအောင်တယ်နော်3ပွဲလုံးအောင်တယ်ဒါ game number 4ကြံဘူးလားမသိသေးဘူးနော် number 4ကြအောင် player ရှင်းမဲ့ထင်ပါတယ်နော် game number 4ဒီလိုဒီညမှာ game number 4လည်းအောင် game number 5လည်းအောင်မယ်ဆိုရင်ဒါလုံးဝဒီညကျနေစံချိန်ချိုးဝိုင်းပေါ့နော်5ပွဲလုံးချက်လက်အောင်တယ်ခါတိုင်းရက်ဆိုရင်5ပွဲလုံးမအောင်ဘူးနော်အများဆုံး3ပွဲ3ပွဲအလောက်နောက်2ပွဲလားဘလို့ဟုတ်ပါတယ်နောက်2ပွဲကြံပါသေးတယ် game number 4 5ပေါ့နော်4 5ကြံပါသေးတယ်အဲကြောင့်မို့ဒါနောက်ပွဲဆော့ကျင်တဲ့ player တွေခဏလေးစောက်ပြီးပါနော် line ထဲမှာခဏလေးထိုင်ပြီးတော့စောင့်နေကြပြီးပါဝယ်ပြီးရင် game number 4စာဟောက်သွားပါမယ်ကဲဇုံတော့မပေါအောင်တဲ့ချန်ပီယံညလုံးလုံးပေါက်တယ်ပေတဆိုင်ရတော့မယ်နော် P2P ပေတဆိုင်ရတော့မယ်အပြီးကတော့ကတ်လာပြီမရပါနော် M4 နဲ့ show ပါတယ်ဒီဘက်ကျွန်တော် ORO team number 22 ပြ DRO draw ပေါ့နော်လုံးဝဒါ 1k ထပ်ပေါင်းပါတယ် 2k ပါနောက်ထပ်2ရင်ဆိုင်ရဲ့ player တွေရောက်တော့ team number ဘလောက်99 second 99ပေါ့နော်ကဲဟိုချန်ပြကျွန်တော်ချက်ကြည့်မယ်နော်99 second 99ချက်ကြည့်မယ်ဘရို
တို့ပြောတဲ့တူမူမန့်မြန်တဲ့ချက်ကြည့်မယ်နော်သူကဘူစာတောက်တာနော်ဘူစာတောက်တာဘူစာနည်းနည်းလေးရှိတယ်နောက်ပွဲဒူမလားလို့ဟုတ်ပါတယ်နောက်ပွဲဒူပါစာဟောပါနော်နောက်ပွဲစာဟောဒူပါကြံသေးလားကြံပါသေးတယ်နော်အတန်ကင်းနံပါတ်4 5ကြံပါသေးတယ်ကင်းနံပါတ်4ကင်းနံပါတ်5ကျွန်တော်ဒူစာဟောပဲလုပ်မယ်နော်နှစ်ပွဲလုံးစာဟောပဲလုပ်ပါမယ်နော်အားကြောင့်မို့ဒူကျုံးနေတဲ့ player တွေစာဟောမှာကျုံးလို့ရပါတယ်ဟုတ်တယ်ဟိုဘက်ချမ်း player သူစုံပြေးနေတာနော်စုံစက်က stage 4နဲ့ damage ထိတယ်နော် stage 4ကလည်းမလုံးနဲ့ damage ထိတယ်နော်သူစုံပြေးနေရတာအချိန်ဒီမှာ open ဖြစ်နေတယ်ဆိုင်ကယ်နဲ့တိုးနေတာဆိုတော့ဆိုင်ကယ်နဲ့မိုက်နော်ဆိုင်ကယ်မောင်းလို့လာတာတော်တော်မေးတော့တာနည်းလေးထိ30ကျော်40လောက်ပဲကျန်တယ်နော် damage ကျတော့တာ damage ထိတယ်ကဲဒီဘက်ချမ်း player လေးက99 second 99ပေါ့နော်လေတော့ M40 နဲ့ speed of speed နဲ့နော် M40 နဲ့ M4 မှာ3 scope လေးပါဒါဟိုဘက်ချမ်း player ဒီမှာတူ player လေး player O draw သူတော့ပြန်ဟီးသွားတော့လုံးဝ full သွားပြီနော်သူရလုံးဝပြေးသွားပြီကျွန်တော်လုံးဝဘယ်တဲ့ပြန်ဆိုင်နေတယ်ဒီမှာစမုတ်တော့ခင်းလိုက်ပြီနော်ဆိုင်ရတော့မစီးတော့ဘူးစမုတ်ပဲခင်းထားတယ်အိမ်ပေါ်မှာရန်ကြည့်တာမရှိဘူးအစားကအိမ်ပေါ်တက်ကနီးမှအိုးချက်ထဲကအတန်ကြီးထွက်လာတယ်ဒီထုတ်ပေးလိုက်တယ်ဟုတ်လားနည်းနည်းပဲကြံတယ်ရှင်နေမကောင်းချမ်းပြတော့ပက်ချေတော့ပြောသွားပြီတော့တွေးပြန်ဟီးဖို့ချင်းမမီတော့နော်မမီတော့ဘူးဗျအချမ်းပြန်ပါပြောတက်လာပြီနော်တက်လာပြီဗျဒီနေရာမားနေတယ်ဟာဘယ်လိုကြီးလဲသူရှိုးသွားတာဗျနော်သူဝင်လာသူရှိုးသွားတာဗျကဲပြီးသွားပြီနော်ဒါကျွန်တော်ရဲ့ game number 3ဒီပွဲမှာဆိုလို့ရင်ချင်းအောင်လည်းပြတရားပဲရှိတယ်ဘောနော်နာနီဘောနော်ဒီပြလေးပါနာနီ B4 ဘောနော်နာနီပဲအောင်ပါလေကျွန်တော်ပြန်မအောင်ပါဘူးနော်ကဲကျွန်တော်ရဲ့ game number 4ဆိုလို့ရှိရင်ကျွန်တော်ဆန်ဟောင်းဒူလေးဘောနော်ဆန်ဟောင်းဒူလေးသွားပါမယ်game number 4ဆန်ဟောင်းလေးပါကဲလာပါပြီနော်ဆန်ဟောင်းဒူလေးပေါ့နော်ဒူမှကျန်းကျင်တဲ့ဘော်ဒါလေးလက်ကျန်းလို့ရပါပြီကျုံးရပြီနော်โอเคကဲ challenge ကိုပိတ်ပြလိုက်ပါမယ် challenge ID ပြောင်းမယ်နော်839385ခွန်ကဲရပါပြီနော်ကျွန်တော်ရဲ့ဒီပွဲတဲ့ဒါ challenge ကြတော့ကျွန်တော်ဒါစစ်ကီးပဲเนาะ challenge မတင်တာဘူးเนาะ challenge မတင်တာဘူးစစ်ကီးပါပဲဖေးလို့လေးဝါလာမယ်ဘိုက်စားတယ်ကျွန်တော်သမီးမစားသေးဘူးဖေးလို့ဆိုင်ဝါကဲပြရတယ်ဝင်တာနည်းတော့ဒါနေးမယ်ထင်တယ်နော်ကဲဝင်တော့နေးပါဗျာနော်နေရတော့မကောက်နေတော့နေးပါပြီနော်ပွဲတိုင်းပါတယ်ပွဲတိုင်းတည်တယ်အဲ့ကောင်ငါစကမိုက်ရပေါ့လေပွဲတိုင်းတည်တယ်ပွဲတွေဆိုလို့ချင်းချဲလက်ပွဲတိုင်းရမယ်နော်
4 ယောက်မထောင်ဘူးလား bro လူမရှိဘူးလေရှိတယ်မှာ15 ယောက်ရှိတယ်မဟုတ်လား4 ယောက်ဆိုလို့ရှိရင်2သင်းမရမှာဟုတ်လားစားတယ်တော့ကျွန်တော်4 ယောက်လောက်ခိုင်းနေတယ်ရှိတော့ပြမှာ16 ယောက်ပဲရှိတယ်ဟုတ်လားပြတိတ်မရှိဘူးပြနေတယ်ကျွန်တော်တို့ကပုံမှန်သူများလုံးနေမဟုတ်ဘူးเนาะသူများလုံးမှဆိုလို့ရှိရင်ခဏလေးဒါ9မိနစ်ဆို player တည်းပြေပါပြီအဲ့လိုမျိုးနေတာစကွက်တွေပါလုံးလို့ရပါဘူးကျွန်တော်လုံးမှဆိုလို့ရှိရင်ဒါ player ရောက်20ပြေးဖို့ကြမှာထိုင်စောင့်နေရတာ10မိနစ်15မိနစ်เนาะအဲ့လိုကျွန်တော်စကွက်လုံးလို့မရဘူးเนาะစကွက်ကြတော့အဆင်ပြေဘူးကျွန်တော်လုံးမှအဆင်ပြေကြတော့လည်းမျိုးဒူမဟုတ်ရင်ဆိုလိုအဲ့ဒါပဲအဆင်ပြေเนาะ player တွေဒါနေတယ်ကဲစက်ခွန်ရှိပါပြီဒီပွဲ20တော့ပြီးပါမလား20တော့ပြီးပါမလားလော်ရုံနေပါခုနပွဲမှာရောက်30ကျော်တယ်နော်ဘယ်လိုဖြစ်လို့လဲဒီပွဲချမ်းမှာစက်ခွန်ထွက်လာတော့နေတော့လွဲနေမယ်ထင်နော်နေတော့မားနေတယ်တခုတော့လွဲနေတယ်နော်ကဲဒီပွဲတော့အချိန်ကြီးမကောင်းဘူးနဲ့နော်ဒီပွဲတော့ player တွေ16ပဲရှိပါတယ်ဟာနာမည်ရကူအလော်တယ်နော်နာမည်ရမိုက်ကူအလော်ဖြစ်တယ်လာပြီအော်โอเคပါလာခဲ့ပါစောင့်နေပါလေသွားသေးဘူးနော်မသွားသေးပါဘူးစူလိုလောက်လိုက်ထားလိုက်ပါဘလို့ကြီးဒူလောက်ပြလိုက်မယ်နော်ဖြစ်တော့စူလိုပွဲတယ်3ပွဲရှိပြီနော်အားကြောင့်မို့ဒူဆော့ခြင်းနဲ့ပြရတယ်ရှိမှထင်တယ်အားကြောင့်မို့ဒူလောက်ပြလိုက်တာလစ်ဘစ်ဆိုပိုကောင်းမှထင်တယ်ဘလို့ကျွန်တော်လစ်ဘစ်3ပွဲလောက်ပြီးပြီလေလစ်ဘစ်ကျွန်တော်3ပွဲလောက်ပြီးမလားအားကြောင့်မို့လစ်ဘစ်ကျွန်တော်နားပြီဒီမှာဆောင်းပဲလောက်ပါမယ်ကဲစက်ခွန်ပြန်တော့ဝင်လာပြီနော်စက်ခွန်ဖြစ်ပါပြီနောက်2ယောက်ဆိုလို့ရှိရင်18 3ယောက်ဆို20ပေါ့နော်20ပြရတော်ရုပ်နေပါနော်တော်ရုပ်နေပါပါတယ်ခုနကပွဲရောက်30ဗျာနော်ရောက်30ဒီပွဲချမှာဘယ်လိုဖြစ်လို့ဒါပရိယာတွေနောက်ထပ်မှကြောက်ရတာတော့ဘုတ်ကမှာ only စင်းကြကွာခဏဆော့ကဲဝင်လာပါပြီနော်18ရှိပါပြီ20တော့ပြသွားပြီပေါ့နော်20တော့ပြသွားပြီခဏလေးစောက်ပြလိုက်အောင်မယ်ဟိုတက် player တယောက်ဝင်လာအောင်မယ်နော်တယောက်ဝင်လာပါဆို20နဲ့2 okay ဝင်လာပြီရတယ်20နဲ့3အဲ့လိုပြရမယ်နော်နောက်20ကျော်မှရတယ်အဆင်ပြေတယ်နောက်2020နဲ့4
โอเคချက်ကြည့်လိုက်မယ်နော် player တွေဘယ်နှယောက်ပါတယ်ဆိုတော့24နောက်ဆိုရင် draw ပါတယ်ဟောပါတယ်မှာ2ယောက် okay FGM စုခါအောက်မှာဆိုလို့ရှိရင်တော့အောင်ဘ TDM ကိုအောင်ပါလာတယ်နော်ပါလာတယ်အောက်မှာဆို player တွေပါလာတယ်ခုနဝင်လာမဲ့ player တယောက်ဘယ်လိုလဲဒီဘလူး online show ဝင်လာပြီလားဝင်လာရင်တွားလိုက်မယ်နော်ဝင်လာရင်တွားလိုက်မယ်ဒါပေမဲ့ okay let's go ဝင်လာပါပြီနော်26ယောက်ရပါတယ်အဆင်ပြေတယ်26ယောက်အဆင်ပြေနော်26ယောက်ကျုံလို့ရပါတယ်26ဆိုလို့လဲလီပစ်ပဲလောက်လိုက်ပါလီပစ်3ပွဲရှိဘူးနော်လီပစ်3ပွဲရှိပါပြီလီပစ်နားပြီနော်ကောက်တစ်ကြီးပါတယ် okay bro ထားလိုက်ပါနော်စော့ပါစီနော်ဟာခဏတဲ့ဂင်းနဲ့တွားမှကျွန်တော်ခဏလောက်ခိုင်းနေပြန်ပြီတွားလိုက်ပြီနော်တွားလိုက်ပြီနော်ဒီမှာ lobby ထဲရောက်နေပါပြီမကျွန်တော်စလို့တင်ပါတော့မနော်ဒီမှာ49ပြလေးမဖစ်လားမဖစ်စစ်ညလေးဒီမှာ20လဲဆိုလို့ပါဒီမှာ42ဆိုလို့ပါနော်ဆိုလို့တင်း2တင်း3တင်းဆိုလို့3တင်းပါနော်ဆိုလို့3တင်းရှိတယ်ကဲလာတော့ဘာလို့မကြခင်နေလည်းကြောင်းလာပါတော့မယ်နော်ရတာညအတွက်တာဒူပွဲလေးပေါ့နော်ဒူပွဲမှာဆိုတော့ game number 4ပေါ့နော် game number 4မှာဒူပွဲလေးစားဟုတ်ပါကဲစားဟောင်းမှာဆင်းမဲ့ player တွေဘယ်နှယောက်ရှိလဲကလုံးစားဟောင်းပဲဆင်းလာလားမိုက်တယ်ကြိုက်တယ်နော်ဒီမျိုးမိုက်တယ်ကျုံကြမနော်စားဟောင်းမှာကျုံကြကလုံးစားဟောင်းမှာဆင်းတယ်ဟေးအဲ့လိုဖြစ်ရမယ်နော်လို့ဖြစ်ရမယ်မိုက်တယ်ကဲဒါဒီပွဲကျွန်တော်ပွဲမှာကျွန်တော်ဒါလုံးဝဇာဟောင်း only ပေါ့နော်ဇာဟောင်း only ကျုံကြမဲ့ပွဲပါဒီမှာတရားကြတော့သူကသူဟိုးမှာလင်းလမ်းကြောင်းဆုံးမှာဆင်းသွားတဲ့ player လေးကဲဒီဘက်ချမ်း player ဒါဒီဘက်ကဒါကိုတော့3လုံးမှာဆိုလို့ရှိရင်လည်းဒါ player တွေရှိတယ်နော်ကိုတော့3မှာလည်း3တင်းရှိတယ်ဒီနံပါတ်1ပဲ FPN ကိုလာအောင်ရောက်သွားပြီချမ်းမဆိုဒါနဲ့ခုတ်တယ်မှာဒါနဲ့ခုတ်တယ်ဆင်းသွားပြီโอเคဒါနဲ့ခုတ်တယ်ဒါတော့ရောက်သွားပြီဗျနော်ပြေးနေတယ်ကျွန်တော်ပြေးနေရပြီမှာမွန်းတော့တွေ့တဝက်လေးပဲကြံတယ်တနာပါနော်ကျွန်တော်ဘာမှမရှိပါဘူးရှောတော့မယ်ရှောပေါ့လေဘာမှမရှိတာနော်ကဲလောဆယ်ဒီဘက်နားပါကူတော့3လုံးမှဆိုရင်အတင်း3တင်းရှိတယ်နော်ဒီမှာဒီနံပါတ်50ဒီနံပါတ်9ဒီနံပါတ်1နော်ဒီမှာ49ဆိုတော့များတယ်ဗျာနော်ဆိုများတယ်ပြရဒီလုံးဝဆင်းနေတယ်ဆမ်းပါဆိုကဲပိုကနေမှာကျုံတော့ကျုံပေါ့နော်ဒါ FGN နာမည်ပေါ့ 5B0 number 5B0 number ကျွန်တော်ဖတ်ရတဲ့ခက်တယ်နော်နာမည်တွေကလည်းဦးစီလေးနဲ့နော်ဦးစီလေးနဲ့ဒီဘက်ချင်း FGN ကိုလာမောင်းတော့မောက်သွားပြီကဲနောက်ဘက်ချင်းမှာသူ့ဘော်တာရှိတယ်သူ့ဘော်တာရှိတယ်စင်ပြေတဲ့ကိစ္စမရှိဘူးသူ့ဘော်တာဘက်ချင်း player ပြန်တော့ပါခွာတော့ပြန်တော့စီလို့ရပြီကျွန်တော်တို့ทีနံပါတ်49နော်ပြားလေးကတော့ကတ်လာပြီနော်အပေါ်မှာဆိုทีနံပါတ်9 player လေးရှိတယ်ဒီမှာဂမ်းမရသေးဘူးထင်တယ်နော်အပေါ်မှာသူနေတာကျွန်တော်ချင်းမှာမဖစ်လားမဖစ်83ညလေးကတော့ကတ်လာပြီသူကဂမ်းနေရှိရင်တော့ချမ်း player နဲ့လုံးစင်မပြေဘူးနော်ဂမ်းနေမရှိရင်တော့ရတယ်ဂမ်းနေရှိရင်တော့စင်မပြေဘူးဂမ်းနေလို့ထည့်လိုက်တော့လုံးဝအောင်ဒါနှုတ်နိုင်တယ်ကဲ 2B1 ပေါ့နော် 2B1 ပဲလေဆိုင်ရမယ်ဒီတင်49ပြလေးမဖစ်ပစုံစီပေါ့နော်ရှိုးဝိုင်းပြနော်ရှိုးပါပြီတခြားဘက်တွေကြည့်မယ်နော်ဒါပုတ်ကန်တဲ့ဘက်တွေကြည့်မယ်ပုတ်ကန်တဲ့ဘက်တွေအများကြီးနော်ပုတ်ကန်တဲ့မှာတော်တော်ကြီးရှိုးဝိုင်းပြနော်ဒီချမ်းပါဆိုလို့ရှိရင်ဒါဒီနံပါတ်2ပြလေးနော်မက်လူဖီသူဘေးနားမှာဆိုရင်သူ့ဘော်ဒါလေးနာနီကတော့ပါလာပေါ့နော်သူဘေးနားမှာ
သူအရှိမှဆိုလို့ချင်းတည်င်းရှိတယ်နော်တည်င်းရှိတယ်ဒီနံပါတ်ဘလောက်ဒီနံပါတ်6လားဒီနံပါတ်7နော်ဒီနံပါတ်7ဒီနံပါတ်6ဟုတ်ပါဒီနံပါတ်6ဒီနံပါတ်7ပါဟုတ်တယ်ဒီပုတ်ကန်ထဲမှာဆိုလို့ရှိရင်လည်းတရားတွေဒါ3သိန်းပဲကြံတယ်ဗျာ3သိန်းပဲကြံတယ်3သိန်းအပြင်မှာ3သိန်း6သိန်းဟာမြန်လိုက်လားနော်အကုန်လုံးတရားတယ်အကုန်လုံးရှောကုန်ပြီဗျာနော်တရားတွေပါတာမှာ20နဲ့28ရောက်လားမသိဘူး28ရောက်အကုန်လုံးရှောသွားပြီဗျာနော်6ရောက်ဟုတ်လား9ရောက်ပဲကြံတယ်ကဲဘီကင်မောင်5စက္ကန့်ဒါရှော့ကန်နဲ့ရှောသွားပြီဗျဟိုဘက်ချမ်းကလာကိုတော်ထဲမှာဆိုလို့ရှိရင်ကိုတော်3လုံးမှနံပါတ်1ပြန်လုံးဝလာ fine တယ်နော်လုံးဝ fine တယ်ချီတာပါတယ်ဘလို့ဟုတ်လားဒူလည်းဘလို့ချီတာဟုတ်ကဲဒီဘက်ချမ်းမှာဆိုရင်ဒီနံပါတ်2သူပြာလေးနာနီနော်နေတယ်မသူကတော့ခဏလေးနော်ကင်လာတာပေါ့နော်အခန်းထဲမှာကိုတက်တော့တာဟုတ်လားတကယ်လို့ချီတာစစ်ဆိုရင်ဒီချီတာတော့စိုးတယ်နော်ဟာရှော်ဝိုင်းဗျဒီနံပါတ်7ပြာလေးပေါ့နော်သူဘိုကန်ထဲမှာဒါလုံးဝကီးရတော့များပြီထင်ကြည့်တဲ့ပုံကနော်ဒီနံပါတ်7ဒီမှာဒီနံပါတ်1လာတော့ join နေပြီပေါ့နော်လာတော့ join နေတယ်ဒီနံပါတ်1နဲ့သတိထားရမယ်နော်ဒီဘက်ချမ်းမှာဒီနံပါတ်1နဲ့ရောက်လာပြီလောဆယ်မှာ 3k 2k နော်လုံးဝဒါကျွတ်စင်ဖြစ်နေအတင်းလုံးဝ on နဲ့အတင်းပေါ့နော်ဒီ7လားဒီ7ဟို player လေးလား FGI လား FGI လားအဲ့ဒီ FGI ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့နေ့ကလဆော့တဲ့ပွဲဆိုလို့ရှိရင်လည်းတခြား player တွေပြောသူကဒါချီတာဆိုပြောတယ်နော်ကျွန်တော်တီရီယာတော့မသိဘူးနော်မသူ့တော့ကြည့်နေနော်မှာလောဆယ် ဖတ်ကီရရတယ်လောဆယ် ဖတ်ကီရရတယ်ပေါ့နော်ကဲတော့ဟိုဘက်ဒီဗာလဲကိုတုံ3လုံးမှာဆိုလို့ချင်းဒီနံပါတ်6ပြလေးဘန်ရှိတယ်ပေါ့နော်ဘန်ရှိတယ်ဟိုပဲတယ်ဖြစ်နေတာနံပါတ်1နဲ့ပဲတယ်ဖြစ်နေတာနော်ဒီနံပါတ်1နဲ့ဒီနံပါတ်6နဲ့ပဲတယ်ဖြစ်နေတယ်လုံးစဲမှာဒီနံပါတ်1နားမှာဆိုရင်ဒီနံပါတ်7ပြလေးကတော့ကတ်လိုက်ပေါ့နော်ဒါ5 key ပြလေးပါ5 key ပြလေးဒါ FGI FFET ဒါမှကျွန်တော်တို့ဖွင့်ထားပေးတယ်နော်ကြည့်ကြပါနော်2B1 ပဲတယ်မှာသူပိုက်နိုင်မယ်ဆိုလို့ရှိရင်ဒါနည်းနည်းတော့ဒါချက်ကြည့်လိုက်ပါမယ်နော်မချက်မှာနံပါတ်1 player လေးနံပါတ်6ဟိုဒါပါခေါ်လိုက်ပြီထင်တယ်နော်ပါဝိုင်းထင်တယ်ပါဝိုင်းပြနော်ပါပါပြီဒီနံပါတ်1တော့ရုပ်ဝင်နေမှာတို့လည်းမှာ10 kg တော့မှဒါ7 kg တော့ရှိပြီထင်နော်7မို့6တော့ရှိပြီကဲဒီဘက်ချမ်းမှာဒီနံပါတ်7 player လေးနော်ပါကီ player လေးပါဒီမှာကျတော့ level 2 helmet level 2 badge ရှိတယ်ခါနေနှလုံးစမုတ်တစ်လုံးပုတ်ကနေပြန်တော့ဝင်လာတယ်ဟိုဘက်ချမ်းမှာဆိုဒီနံပါတ်1 player တော့ကတ်လာပြီနော်မကြခင်တော့ဒီဘက်ဗီဒီယိုဒါချက်တော့ကြည့်ပြပါဦးမယ်ဒီဘက်ချမ်းကပြဒီနံပါတ်7 player လေးနော်7 kg 6 kg ဖြီးသွားမလားဒါမှမဟုတ်ဘက်ချမ်းကပြတယ်ပဲကြီးပဲပေါင်းရမယ်ကြည့်မယ်နော်ဟုတ်တယ်တင်းကြတော့3တင်းပြလိုက်ကြတော့ဒါ4ယောက်ကြံတယ်ဆိုလို2တင်းနော်ဆိုလို2တင်းနော်ဒီ full squat တင်းနော် okay FGN ကိုလာကတော့ကလာပြီဘယ်ချမ်းပြဒီနံပါတ်7ပြလေးခဏလေးတော့ကင်လာနော် FGN ကိုလာမစစ်ဘနဲ့တက်လာလို့ကတော့လုံးဝဟိုဒါ surprise ဖြစ်သွားမယ်နော် surprise ဖြစ်သွားနိုင်တယ်ကဲတက်လာပြန်တော့သူ့ဘောတာမှဂျပန်စာရတာတယောက်လာမသိဘူးဂျပန်လားကိုရီးယားတယောက်လာမသိဘူး okay open တက်နေပြန်ပြီဒီဘက်ချမ်းပြသူလုံးဝသူမပြစ်သေးဘူးနော်သူငြိမ်နေတာခြေတံမပေးဘူးနော်ခြေတံမပြညင်တာခြေတံတော့ပေးလိုက်ပြီ okay ခေါ်မှုဘော player ဆိုတော့ခြေတံတော့ကြားလောက်ပြီနေတော့အောက်မှာ player တယောက်ရှိတယ်ဆိုတော့နော်ဒါသူ့ဘောတာပြန်တော့ဒါနည်းနည်းလေးဒါလူတီလေးပြီးတော့ပေးလိုက်ပြီအပေါ်မှာ enemy ရှိတယ်အောက်မှာကဲရှော့ကန်နဲ့မောက်ဝိုင်းပေါ့နော်ရှော့ကန်နဲ့မောက်သွားပြီဒီနံပါတ်1 FGN ကိုလာပေါ့နော်ရှော့ကန်နဲ့မောက်ရ grenade တစ်လုံးညလုံးရှော့ပြန်နော်ညလုံးရှော့ပြီငန်းနေရလုံးဝမိုက်7 kg ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ဒါဒီဘက်ဒီနံပါတ်7 player လေးပေါ့နော်7 kg ပါ grenade နဲ့နော် grenade နဲ့လုံးဝညလုံးပြတ်သွားတာဘုံနဲ့လုံးဝသူကသူဘုံနဲ့ဟိုဒါဒီပါတော့သူကသူဘုံနဲ့ဥစားသူပစ်ရှိုးလိုက်ပေါ့နော်နောက်ပွဲပါတယ်နောက်ပွဲလဲဆန်ဟောပေါ့နော်ချီတာโอเคဟိုဘက်ချမ်းကဒါဒီနံပါတ်
20 ပြလေးပေါ့နော်ဒီ draw ဘူးဒီဘာမတီနဲ့0ကီနဲ့ chicken စားရတာပေါ့နော်အကောင့်ပြတာမဟုတ်သေးဘူးဟာလားကဲဒီဘက်ချမ်းပါဆိုလို့ဒါဒီပွဲတာချက်လောက်တဲ့ပြလေးရတော့နော်ဒီနံပါတ်7ကပြလေးပေါ့နော် FGI FFP နာမည်ရလိုက်နည်းနည်းဖတ်ရလွယ်နာမည်လေးထည့်ပေးကြရင်ကောင်းမယ်ထင်တယ်နော် HGG FSE SHNG တွေ့ရနာမည်ထည့်တာမသိပါဘူးနာမည်ရနော်သူပါရင်မစော့ဟာလားကဲတခြားကဲကြောင့်ကြည့်ပဲနော်ဒီမှာ3 key ပဲရှိတယ်မှာ0 key နော်ဒါချက်အောင်လည်းပြတ်သူတယောက်ပဲရှိတယ်နော်နောက်ပွဲဘန်းပြီးနော်ဟာလားအကောက်တင်းနဲ့စော့တာစော့နေတာမနေ့တည်းကဟာလား okay bro bro ရဲ့ comment တွေများမယ်ဆိုလို့ရှိရင်ကျွန်တော်ဗန်းပြီးပါမယ်နော်ဆင်ပြေပါတယ်ကဲ let's go game number 5ပေါ့နော် number 5သွားမယ်game number 5လဲစဟောင်းပဲပေါ့နော်စဟောင်းပဲချပါမယ်စဟောင်းဒူလေးပါ okay ဝင်လာကြလို့ရပါပြီနော်challenge ထုတ်မပေးပါနဲ့နောက်ပွဲမပါရဘူးတော့ပြောပြီးပြီ okay ကဲဝင်လာလို့ရပြီနော်ဝင်လာလို့ရပါပြီကျွန်တော်ကြည့်ပြပါမယ်ဒီပွဲထပ်ဝင်လာမယ်ဆိုရင်ကျွန်တော်စစ်ပြပါမယ်နော်စစ်ပြပါမယ်84ခွန်115ခွန်မိုက်နော်84ခွန်115ခွန်ကဲဝင်လာလို့ရပါပြီနော်ဒါကျွန်တော်ရဲ့ game number 5နော် number 5နောက်ဆုံး game လေးပွဲပြကျွန်တော်နားပြီနော်ဖြစ်ဆိုကျွန်တော်ဒီနေ့လေးဒါဒီညနေနောက်ကြာပါနော်ကြာပါတဲ့5ပွဲပြပါပြီနော် RC ဖမ်းထားပြီးတယ်လာကြည့်ဟာလား okay အကောက်တင်းနဲ့နေ့တိုင်းစော့နေ့အကောက်တင်းနဲ့စော့တိုင်းချီတာပေါ့ဟာလားဩ RC ဖမ်းထားပြီးတယ်လာကြည့်ဒီပြဖြစ်မယ်တင်တယ်နော်လို့ပြောဒီပြဖြစ်မယ်တင်တယ်နော် AND Andrew လား Andrew 3ပြောဒီပြလေးလားဒီပြရဘယ်လိုပြောဒီပြလားဟုတ်ပါတယ်နော်သူကအကောက်တစ်နေပါနော်အကောက်တစ်ပါအကောက်ရဘယ်လိုလဲဘာမှလည်းမရှိဘူးနော်ဟော level 7ပဲရှိတယ်ဒီမှာတက်ပါဒါ9လား9 3နော်2လား3လားကွန်မန့်ထဲမှာလည်းပွဲဖြစ်နေတာအများကြီးเนาะကျွန်တော်ဖတ်လို့မမီတော့ဗျာเนาะဖတ်လို့မမီတော့ဘရူကိုမေးကြည့်အောင်ဟိုနေ့ကလည်း run page နေနဲ့စော့ပြီးပြီဟာလားဟာလား COQ ပေါင်နဲ့စောစရာကောင်းမရှိလို့ gun နဲ့စောနေတာသူစောတာဗီဒီယိုရိုက်ခိုင်းထားပြီးမှ UCP နေ1 bro မယုံရင်မေးကြည့်ဆောက်ယူဟာချတယ်ဟိဒီပေါ်ထုတ်ကြည့်တယ်တရားခဏလေးရိုက်ထားတယ်လာကြည့်တဲ့စောတာပါဒီကောဖမ်းပေးထားတယ်မချီထားရင်ကွန်ကောင်းနဲ့လာစော့လီကွာဒီကောဖြောလို့ရဟာကြီးတွေအများကြီးဘယ်လိုလဲတင်မလားမထူးနဲ့အတိတာကြီးကဲ
OK ဒါဆိုလို့ရှိရင်ဒီ player ကျွန်တော် keep ပေးလိုက်ပါမယ်ဆိုတော့သူကဒါဒီကဲ bro sorry ပါနော် bro ကျွန်တော် keep လိုက်ပါမယ်ဆိုတော့ဒီသူတို့ပြောရတဲ့အထဲမှာဆိုလို့ရှိရင်ကျွန်တော်နည်းနည်းတော့တန်ကြတော့ဝင်တယ်ပေါ့နော်အဲကျွန်တော် keep လိုက်ပါပြီနော်မရှိတော့ပါဘူးနော် keep လိုက်ပါပြီမရှိတော့ပါဘူးအေးအဲ့ဒါတွေချီတာလဲကျွန်တော်နည်းတော့ရှုပ်တယ်နော်ပွဲဖြစ်နေပုံမှန်တာပွဲဖြစ်နေကြတာမှာကျွန်တော်ပြောကျွန်တော် game မှာလာဆော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဆော့မယ်ဆိုရင်ကောင်းကောင်းလေးဆော့ပါနော်အဲမျိုးချိပြီးတော့လာဆော့တဲ့ဟာတွေပေါ့နော်တချို့ player ကြတော့တကယ်ဒီစကီကောင်းတဲ့ player ရှိမှထင်တယ်နော်စကီကောင်းတယ်ဘယ်လိုပဲပြည့်သွားသူပြည့်လို့ရအောင်မျိုးဟာရှိတော့ရှိမှထင်တယ်နော်ပြောဆိုတော့ဒါတချို့ကြတော့ဒါတကယ်လဲချိပြီးတော့ဆော့တဲ့လူတွေရှိတယ်နော်အဲ့တော့ပြောလို့မရပါဘူးအဲဒါကြောင့်တကယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ room မှာဆိုလို့ရှိရင်နော်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဒီ original skill နော် original skill ကိုယ့်ရဲ့ skill တိုင်းပဲလာဆော့တဲ့ player ကျွန်တော်ကြိုက်ရနော်အမျိုးဒါချိုးကြတော့ဒါပြောလို့မရအောင်နော်ဒါချီးပြီးတော့လာဆော့တဲ့ဟာတွေဆိုလို့ရှိရင်ဒါကိုယ့်ပိုင် skill မဟုတ်နော်အဲ့ဒါကြတော့တိတ်တော့မမိုက်ဘူးနော်ဒီကြတော့နော်မကောင်းပါဘူးချီးလို့လာဆော့လဲဒါချက်လက်အောင်ဟာလဲကျွန်တော်မပေးတယ်တော့ပေးတယ်ဒါပေမဲ့မကောင်းဘူးနော်တခြား player တွေမကောင်းများတော့မကောင်းပါဘူးတခြား player တွေသူတို့ရဲ့ဒါဆော့ကျင်လို့လာဆော့တာနော်သူတို့လည်းချက်လက်အောင်ကြတာပေါ့နော်အမျိုးပါကိုယ့်ပိုင် skill နဲ့လက်ပြစ်နော်လက်ပြစ်ချက်လက်အောင်ဟာလဲကိစ္စမရှိဘူးနော်အမျိုးယူပါကဲ16ပဲရှိပါတယ်နော်16ပဲရှိပါတယ်ပြနေပါပြီနော်ကိုမန်ထဲမှာပွဲတော့ဖြစ်နေတယ်ဗျာနော်ကိုမန်ထဲမှာပွဲတော့ဖြစ်နေတယ်ကျွန်တော်မကြည့်တော့ဘူးနော်လွတ်တာပြလိုက်ပါမယ်အိုင်ဒီရမှာလေ84ခွန်115ခွန်လေး bro 85ခွန်115ခွန်ပါဝင်လာခဲ့လေစောက်ပြပါမယ်ရောက်20လောက်ရှိရင်မိုက်မယ်ထင်တယ်နော်ရောက်20ဆိုလို့ရှိရင်ပြရတယ်ကောင်းတယ်ပြင်တယ်ကိုမန်မှာပွဲတွေဖြစ်နေကြတာဘုံတိုင်းကျဲနေကိုမန်ထဲမှာခဏစောင်းတော့ bro okay ပါထုတ်တဲ့သူတွေဘယ်လိုထုတ်ကြလဲ CV မိုင်းလာတော့ဟိုင်းလာခဲ့လေ CV မှာဟိုင်းတွားလို့ရှိရင်ထုတ်ပြလို့ရတယ်လေဟုတ်တယ်မလားကဲနောက်ထပ်ဝင်လာပြတယ်ရှိသေးလားမရှိရင်ကျွန်တော်သွားတော့မယ်နော်23ရောက်ရှိပါပြီ
ကဲဟို YRZ ဆိုတဲ့ bro ဝင်လာမလားဝင်လာရင်မဝင်လာရင်သွားတော့မယ်နော်နည်းနည်းကြာသွားရင်တော့အချိန်မကောင်းဘူးနော်ကဲဒီပွဲကျတော့ game number 5နော် game number 5ကနောက်ဆုံးပွဲပါနော်နောက်ဆုံးပွဲပါပွဲပြင်ကျွန်တော်နားပြီနော်ဒါပေမဲ့ညကျမှကျွန်တော်ပြန်ကြုံမယ်ပွဲပြင်ကျွန်တော်နားပါပြီ24နေတော့မိုက်24ဒီမှာတည်င်းရှိတယ်နော်ဒီ90မှာတည်င်းရှိတယ်ကဲ let's go 26ရောက်နော်မိုက်တယ်ဒီ number 5မှာဆိုရင်26ရောက်နောက်ဆုံး last game လေးကိုမဲမှာပွဲတွေဖြစ်နေကြကျွန်တော်ဖတ်တော့မမီဘူးเนาะပါတယ်ဖတ်တော့ဘူးเนาะထားပြလိုက်မယ်နေအောင်ဟာ bro သွားသွားပြီလေမမီတော့ဘူးလေနောက်ကျသွားပြီเนาะနောက်ကျသွားပြီT7 မှာT7ဒီ player လာဆော့တာ2ရက်3ရက်ရှိပြီနော်ဒီ player ဆိုမမိတယ်2ရက်3ရက်ရှိပြီကျွန်တော်မမိတယ်ဒီ player ဝေမြန်မာလေဒီတရားတော့ကျွန်တော်မသိဘူးနော်ဒါဒီမွန်ကျွန်တော်မသိဘူးဒီသူကနည်းနည်းလေးသူတော့တွေ့ဘူးလေနော်ဒီမွန် G7 ဆိုသူတော့တွေ့ဘူးလေဗျာနော်တွေ့ဘူးလေကျွန်တော်တိတ်မမိငါကဆိုလိုဖြစ်သွားတယ်ဟာလားဆိုလိုလဲကျုံလို့ရပါတယ်မပူပါနဲ့နော်ဆိုလိုလဲကျုံလို့ရပါဆိုလဲဂန်းပါတာပဲနော်ကဲဒါဘိုကန်ဦးတည်တဲ့တင်းရလည်းလို့များမှထင်တယ်နော်ကြည့်တဲ့ပုံဒါခုနှစ်တင်းရှိတာမရှိဘူးနော်ကဲစင်းတော့စင်းသွားပြီနော်ဘိုကန်နဲ့စင်းတော့စင်းသွားပြီဘယ်တင်းနေဆိုတော့ကြည့်မယ်နော်ဘိုကန်နဲ့ပါတင်းဒါဒီနံပါတ်8ပြလေး FW မာကာဗောနော်မာကာစင်းတော့စင်းပါဖြစ်နေသူဒီပြပါဖြစ်ဒီတက်နေတာလားအော်ရောက်ပါပြီဗျာနော်ဘယ်ချမ်းမဆိုရင်မောက်ပါပြီဗျမာကာကြီးမောက်သွားပါပြီဒါသူ့ဘော်ဒါလည်းသူက damage တစ်ချက်လေးပဲကျန်တာသိချင်နေမကောင်းဘူးဒီဘက်ချမ်းမဆိုရင်ဒီနံပါတ်4 player လေးနာနီမဦးစီတော့ရလာတာဗောနော်ဦးစီရလာတယ်နော့ကုန်ကြပဲချမ်းပြဒီနံပါတ်50ညောင်းတော့ပါပြီကဲလို့တဲ့ဒီဘိုကန်ထဲမှာဆိုတာတင်းရကြောထင်တာလား4တင်းလောက်ကြံအောင်ပဲထင်တယ်နော်4တင်းကြံတယ်ဒီနံပါတ်6ကြံတယ်ဒီနံပါတ်8ကြံတယ်ဟောနေဟိုဘက်ချမ်းမှာဆိုလို့ရှိရင်ဒါဒီနံပါတ်ဘယ်လောက်လဲကဲဟိုဘက်ချမ်းမှာဆိုဒီနံပါတ်10ပြလေးအောင်ပါဗောနော်အောင်ပါလို့ဆိုဓာမေတော့ထိထားတယ်တွေ့ရတော့ဒါနည်းနည်းလေးပဲကြံတာဗောနော်သူတွေကပြန်ဟီမာရမယ်သူမှဆိုလို့ရှိရင်ဒီနံပါတ်10ပြလေး DNK ဂရင်းနီလားဂရင်းနီ DNK ရှိတော့ရှိတယ်နော်ဘာနောက်မှာဆိုလို့ရှိရင်ဒီနံပါတ်50ပြလေးကိုကူရဲ့သူနာဒီပြန်ဟွန်းလာသူဘောတာဒီပြန်ဟွန်းနဲ့တက်လာပြီသူရတော့မပြည့်ဘူးနော်သူရတော့မပြည့်ဘူးသူရပြန်ဟီမာရမယ်နော်ဘာချမ်းမဆိုဒီနံပါတ်10ပြလေးဒါအောင်ပါသူရတော့ပြန်ဟီပွားပြီသူရနည်းနည်းလေးပြန်တက်လာပြီဗောနော်SPG မဲ
မဲ့ဘွိုင်းအင်းကြောင်းမှာဆိုလို့ရှိရင်ဒါဒီနံပါတ်10ပြာလေးအောင်ပါပါပါပြီပေါ့နော်ပါပါပြီမှာပါပြီပေါ့နော်ဒီနံပါတ်10ပြာလေးဂရင်းနီ DNK သူပေါ်လာလာပြီးတော့ကတ်လာတယ်ဟိုဘက်နောက်ဆိုဒီနံပါတ်9ပြာလေးပေါ့နော်သူနာမည်ကျွန်ဖတ်လို့မတတ်ဘာစာရေးလဲကဲဦးစီနေပေါ့နော်ဟာဂျာကုတ်လာသူနာမည်ရမှောက်ပါပြီဗျကဲဒီဘက်ချမ်းမှာဆိုရင်ဒီနံပါတ်9ပြာလေးကတော့ကတ်လာပြီပေါ့နော်အဲ့ဒီကွန်မန့်နဲ့ကျွန်တော်ကြည့်ရကျွန်တော်ရည်ရတယ်ဗျာအဲ့ဒီကွန်မန့်နဲ့ဘယ်လိုများတဘာဘေးဖတ်မှမသိတော့ဘူးနော်ဒီကောင်ရပြီးဟူခွာလားဟုတ်လားဘလို့ဒီကောင်ရသွားတာလားနှူတာဟုတ်တယ်ပွဲဖြစ်တာကွန်မန့်နဲ့ပွဲဖြစ်နေတာဟိုမှာကဲဒီဘက်ချမ်းမှာဆိုဒီနံပါတ်9ပြကတော့ကတ်လာပြီနော်ဒါကိုကူရဲ့သူ့ဘော်ဒါဒီပြောင်းဟင်းမနော်ကတော့ကတ်လာပြီပေါ်မှာဆိုရင်ဒီနံပါတ်10ပြာလေးတယောက်ရှိတယ်သူ့မှာဆိုသူ့ဘော်ဒါလေးတယောက်ရှိတယ်ပေါ့နော်ကဲမစတာဖြိုးမော်တော်မောက်သွားပြီဘုကနဲ့မှာလာ3သိန်းမကျန်တယ်ပေါ့နော်ဒီနံပါတ်10ဒီနံပါတ်50ဟိုပိန်းလာနေပြန်ပြီမဲပေါက်နေအောင်မဲမလာပြီတယောက်မှာမပြစ်သေးဘူးနော်ဟိုပိန်းကြီးလာတာဘုံပေါ်မှာကဲရှိုးရပါနော်ကိုကူပါပါပြီဒါသူ့ဘော်ဒါလေးဒါဟိုဒါပြောင်းဟိုးမကျန်တယ်ပေါ့နော်ပြောင်းဟိုးတော့မရှိသေးဘူးပဲဟိုအောက်မှာလည်းပတ်နေတော့မဲကဲဂရင်းနီ DNK ဒါပြောင်းဟွင်းအင်းကြောင်းကမော်တော်မောက်သွားပြီကဲမိုးလုံးတစ်လုံးဒိတ်တက်လာမှထင်တယ်နော်ဒိတ်နဲ့ကျုံးမှာရှိုးရပြမရဘူးနော်တစ်စက်လေးပဲကျန်တယ်နော်ဒီပြာနော်ဒါ SPG map point တစ်စက်လေးပဲကျန်တာသူကဲဒါဒီနံပါတ်စစ်ပေါ့နော်ဒီနံပါတ်9ဒီနံပါတ်9ပြာလေးဒါပြန်တော့တက်လာပြီဒါစားတာပြုတ်စားတာဒါဂျပန်စားတာကိုရီးယားစားတာမသိဘူးနော်စားတော့ရေးရတယ်တက်လာပြီကျွန်မနေအောင်တွဲပေါ့နော်သူ့ဘော်ဒါလေးပြည့်လဲပါတယ်ဒီနံပါတ်9ပြလာတော့ join နေပြီလို့ဆိုဒီဘက်ချမ်းမှာဒီနံပါတ်10ပြလေးစူလိုလေးပဲကျန်မှသူ့ဘော်ဒါတော့ရှိုးသွားပြီရှိုးသွားပြီဆိုလေးပဲကျန်တယ်ဒါ 2B1 ကျုံးနေမှာ 2B1 okay ရှိုးဟိုးတလားဟိုးဘက်ဒီ hack လုံးမဲ့ player ကဒါကြီးရသွားတာဝီးကဲလို့ဆိုဒီဘက်ပုတ်ကန်ထဲမှာဆိုလို့ရှိရင်ဒါတည်င်းပဲကျန်တော့ဗောနော်ဒီနံပါတ်9လေးပဲကျန်ပါတယ်လို့ဆိုဟိုးဘက်ဒီ hack လုံးမှာဆိုလို့ရှိရင်ဒီနံပါတ်လောက်လဲဒီနံပါတ်6နော်ဒီနံပါတ်2 okay ဒီနံပါတ်2ပြလေးမင်းကျော်ဗောနော်မင်းကျော်ရဲ့ဒါ BK မောင်ကစကန်ရဲ့ရောက်တော့ရအောင်ဗောနော်လို့ဆိုမင်းကျော် 1K အဝေးရနေနော်အဝေးရနေဒီဘက်ဒီ hack လုံးပဲနေဟိုးဒီပုတ်ကန်ထဲကဒီအဲ့ခေါ်မိုးဘောကဒီနံပါတ်10 player နော်ကျုံးသွားတာနော်လုံးဝတာပါသွားတာ 1K လို့ဆိုပုတ်ကန်ထဲအတင်းဒီနံပါတ်9နော်လို့ညီတော့ငြိမ်နေတဲ့သူဘီနာပါဆိုကအတင်းနေမရှိတော့ဘူးနော်ရှိတယ်ဆိုဒီနံပါတ်2တဲ့တင်းမရှိတယ်หมดတက်ပြန်ပြီဒီတယောက်ကောင် RC ဖမ်းထားတယ်ဆိုစီ RC ပြရင်ပတ်စံပေးတော့မလို့ခဏလေးပေါ်မှာဂိမ်းထဲမှာနည်းနည်းခဏလေးကဲလို့ဆိုတင်းကြတော့3သိန်းပဲကျန်တယ်နော်ခဏလေးပဲနော်ပြရတယ်နေတယ်ဆိုတော့တပွဲခဏပဲနော်3သိန်းပဲကျန်3သိန်းမှာ9ယောက်ပဲကျန်တာ9ယောက်တော့မဆိုလို့တင်းနော်ဆိုလို့တင်းဒါဖူး squad 2တင်း9ယောက်ကဲကျန်တဲ့ဆိုလိုတွေတင်းသူပဲနားမှာချက်ကြည့်မယ်နော်ဆိုလိုပြရလေးဟောဒီမှာပါရာဒိုက်ထဲမှာ MPTNE ဟော MPTNE တည်တယ်ဒီပြရမှာဒီပွဲမှာသူပြန်ပါလာတာနော်သူပျောက်နေတာကြာပြီပျောက်နေတာဒါတပတ်လောက်ရှိပြီနော်ခုမှသူလက်ပြန်စောတာသူနော်သူဆိုလိုမစောဘူးသူကဒါဒိုတို့နော်ဒိုစကွက်ပဲစောတာသူဆိုလိုမစောဘူးဒါလက်ပြန်စောပြီပေါ့နော် MPT NNE ကဲပြေးနေသူပဲသွားတော့မသိပါဘူးเนาะပြေးနေတယ်ကဲတခြားပွဲတွေကြီးလိုက်မယ်เนาะတခြားဒီချမ်းပဲတွေကြီးမယ်ဒီမှာဆိုလို့ချင်းတို့ရုံနီးမျိုးเนาะဒါဘုတ်ကန်တွေကတင်းရတာဘုတ်ကန်ပြင်တွေကဒါလာပြီးတော့ချောင်းနဲ့တင်းရเนาะဒါပေါ့ချောင်းနဲ့တင်းရှိတယ်
ကဲလောဆယ်တာတင်းကြတော့ဘယ်လိုပြောနေတော့ကြာမှာပေါ့နော်ပြရနေတော့ဝေးနေတယ်နာနေနီးနေပြရတယ်မရှိဘူးနော်နေတော့ဝေးဟိုဘက်ချမ်းပြတီးတယ်နော်တီးတယ်ပြန်တော့ပီတာပြီးတော့နော်သူလည်း damage ထိတယ်ဟိုဘက်ချမ်းပြ damage ထိတယ်နော်တလားဟိုဘက်ချမ်းပြ damage လူပဲတလား damage တို့နည်းနည်းကြာပါလားမှားပါပြီဗျဟိုတာမှားပါပြီမစကမ်းမတော့မှားပါပြီဗျခေါ်မို့မထိုင်တော့သူကျုံးနေတာသူဟိုဘက်ချမ်းပြပြီးတဲ့ damage တော့သွားတာနော်ပြန်တော့စီးလို့ရတယ်အဝေးပါနော်တက်နေဝေးပါပြန်တော့စီးလို့ရတယ်ပြန်တော့ထားလာပါမယ်ပြန်တော့ထားလာပြီဒီဘက်ချမ်းတော့ဒီဘက်ချမ်းကတင်းပတ်9ပြတလားဒီတရုတ်စာလေးနဲ့ပြန်တော့ကတ်လာပြီနော်မကြိုင်နေသူကတ်လာတလားဇုံကလည်းဒီဘက်ချမ်းမှာပါသေးတယ်အဆင်ပြေတယ်နော်အဆင်ပြေတယ်ပြေတော့ပြစ်နေတာပဲနော်ဒါပေမဲ့ဒီပြမှမသိပါဘူးနော်ဒါပေမဲ့လည်းမသိဘူးဒါမတရားဘူးအနကောဒီလိုပဲလေးဘလို့ဂိမ်းပြတယ်ဒီလိုပဲနော်ညားတယ်နေတယ်လို့မရအောင်နော်ကဲနော့ပြန်ပြီဗျာနော်ဒီကေမောင်ကစကန်ဒီမနာနော့နှစ်ခါရှိပြီနော်နော့နှစ်ခါရှိပြီဒါဟိုချမ်းကတင်းနံပါတ်9ပြရလဲတက်လာပြီနော်တက်လာပြီဆိုတာမဂရန်နေရှိရင်တော့အဆင်ပြေတယ်နော်ဂရန်ရှိအဆင်ပြေတယ်သလုံးတော့ပြလိုက်ဘုံနဲ့သူပြီးပြီကဲပြန်တော့ထားလာပြီနော်ဟိုဘက်ချမ်းမှာဆိုတာဘုတ်ကန်နဲ့သူ့ပေါ်တာလေးပေါ့နော်ပြေပေါ့နော်ထားတော့ထောက်ထားတယ်ဘုတ်ကန်နဲ့နေတာဒီချမ်းမှာဆိုသူ့ပေါ်တာလေးတရုတ်စာလေးနဲ့ဒါတက်လာပြီပေါ့နော်ဒီဘက်ချမ်းနေအောင်လာတော့ကျုံးမှသူပဒေလိုက်ဒါတော့ဆိုင်မယ်ဒီဘက်ချမ်းပြရနေအောင်ကိုတော့ဒါမေးပြီးလိုက်ပြီနည်းနည်းနီးလိုက်ပေါ့နော်နီးလိုက်တော့ချမ်းမပြရတာဂန်နှလုံးရှိတယ်ဗျာနော်မီးကြောဂန်နှလုံးရှိတယ်ဂန်တော့ကင်ထားလိုက်ပြီနေရာမားတယ်နော်နေရာမားတယ်နော်နေရာမားပါတယ်နေရာမမှန်ပါဘူးကဲဟိုဘက်ချမ်းမှာဆိုလို့ရင်ဆူလိုပြရလေးပေါ့နော် MPTNNE ကတော့ကတ်လာပြီပေါ့နော်ဒါဒီဘက်ချမ်းကဒီဘွဲတို့ဒီဘက်ချမ်းကပြရတယ်ပါစေလဆွဲဖို့များတော့ပြီးတော့ပါစေလဆွဲမှမသိဘူးနော်ဆက်ကြည့်မယ်နော်ပါစေလဆွဲဖို့များတယ်ကတော့ကတ်လာပြီဗျလို့ဒီဘက်ချမ်းပြတီးထားမယ်နော်ဆို1 key ရတာပြီဗျ1 key ရတာပါပြီဒါ MPTNE ဒီကတော့ကတ်လာပြီတက်လာကျွန်တော်ပြောတာပါစေလဆွဲမှာလို့လားဒီကြောမှာပါကြပါပါရဲ့ပါအောင်များလို့ပါပြီနော်တက်လာပါစေလဆွဲပါပြီကျွန်တော်ပြောပါတယ်တက်လာဆိုလို့ပြရလေးပါဒါကြတော့ girl player လေးနော် girl player လေးပါဒါ main ကလေး player လေးပါယောက်ျားလေးမဟုတ်တော့ဒါ girl player ကင်ထားတဲ့ gun ကြတော့ M4 3 scope လေးနဲ့ဒါ level 3 helmet level 2 bus ဒီမှာကြတော့ဒါ 2k 2 3 4 5ဒီ3កောင်လုံးရမယ်ဆိုသူ5 key ပဲရှိမယ်နော်5 key ပဲရှိမယ်ဟိုဘက်ချမ်းကဒါ team number 9 team number 9ဒါတရုတ်စာနဲ့ player လေးသူ့မှာ key ဘယ်လောက်ရှိလဲ0 key ပဲ key များတည်ဘူးလို့ဆိုဒီဘက်ချမ်းမှာ key အများဆုံး player တဲ့ဒါ team number 20 player လေးပေါ့နော်ဒါ MPTNE key အများဆုံး2 key ဖြစ်နေပါတယ်ပြန်ပြီးတော့ forward ပြီနော်ဒါလုံးဝဆို position ရွှေ့သွားပြီးတော့တနေရာနဲ့မနေဘူးနော်တနေရာနဲ့မနေဘူး position ရွှေ့သွားပြီးဒါဟိုဘက်ချမ်းက team number 12 player လေး BK မောင်ကစကတ်ညီတော့ညိနေနော်နောက်ပွဲရှိသေးလားမရှိတော့ဘူးနော်နောက်မရှိတော့ဘူးဒီဘက်ကျွန်တော်နားပြီနော်ဘယ်ဆိုတော့ကျွန်တော်ဒီညလမ်းလေးနဲ့နောက်ကျတယ်ကျွန်တော်ဒီညပွဲကျွန်တော်နားတော့မယ်ညကျွန်တော်ဆော့အိတ်လိုက်မယ်နော်နေပင်မနေပြကျွန်တော်အလုပ်အနေပြန်လာနေပင်မနေကျွန်တော်တမင်မစားသေးဘူးနော်ဒီမစားသေးဘူးကျွန်တော်ပြန်လာတဲ့ကျွန်တော်8နိုင်ခွဲလုံးအခန်းနေပြန်ရောက်လာတယ်YouTube ပါချိုးပြင်းကျွန်တော်9နိုင်ယူဒါရိုက်ကျွန်တော် line တွင်ပြတာနော်ကိုရဲ့ဒီ player တွေ viewer တွေနောက်ကျနေမှာကျွန်တော်ဒါရိုက် line တွင်ကျွန်တော်တမင်တော့မစားသေးဘူးကြာဒီပွဲပြီးရင်ကျွန်တော်နားပြီးကျွန်တော်တမင်နေပိုင်းစားပြီးကျွန်တော်အဲ့တော့မယ်နော်ဒါမနေ့ကည8နိုင်ခွဲကျွန်တော်ပြန်ဆုံးမယ်8နိုင်ခွဲကျပြန်တော့ကျုံးမယ်နော်ကျွန်တော်ကျုံးမယ် special ကျုံးမယ် challenge ကပါလဲ challenge ကဟိုမှာဘလို့စစ်ကီနော်စစ်ကီတကယ်လို့ challenge ကစစ်ကီအောင်ရမယ်ဆိုလို့ရှိရင်လည်းဘလို့9000ကျပ်ရမယ်9000ကျပ်မယူဘူးဘတ်နဲ့ယူမယ်ဆိုရင်50ဘတ်ပေါ့နော်50ဘတ်အဲ့တော့မှဒီကျပ်မယူဘတ်မယူဘူးဆိုလို့ချင်း UC ယူမယ်ဆိုရင် UC 2မျိုးရှိပါတယ်
91 UC နဲ့60 UC မှာ91 UC ကျတော့ထိုင်း region နဲ့ဆော့တဲ့ player တွေပါထိုင်း region နဲ့ဆော့တဲ့ player တွေဆိုရင်91 UC ရပါမယ်တကယ်လို့ထိုင်း region မဟုတ်ပဲတခြား region ဆိုလို့ရှိရင်ဒါ61 UC 60ရမယ်နော်နည်းနည်းတော့ကွာပါတယ်နော်အဲ့ဒါပြီးတခြားသတိထားပေးပါဟိုဘက်ချမ်းမှာဆိုทีနံပါတ်9ပြလေးပြည့်ဒီပချမ်းပတ်တော့ပတ်လာပြီဒီဘက်ทีနံပါတ်3တိထိုင်တဲ့နေရာကြီးအဆင်မပြေဘူးเนาะအဆင်မပြေဘူးဗျနည်းနည်းလေး open နေတယ်ဟိုဘက်ချမ်းကทีနံပါတ်9ပြလေးပြည့်တွေ့ရတယ်เนาะသူ့ဘက်ကနေကြည့်မယ်ဆိုတွေ့ရတယ်เนาะကဲဇုံကြတော့ state 2ပါ state 2တော့မှဇုံရလုံးဝ player တွေတရားမပါဘူးဇုံတော့ဘန်ဟန်ကိုเนาะဘန်ဟန်ကိုလုံးဝ miss ခဲ့ပြီးရတာပါဟိုပြလိုက်ကြတော့4ယောက်3တင်းsolo တင်းfull squad တင်းပေါ့နော်4ယောက်ပါဟိုချမ်းပြေးတော့ open ပြေးနေတယ်ဗျ open ပြေးနေမရဘူးနော်သူ့ဘော်ဒါထောက်နေတာသူ့ဘော်ဒါထောက်ထားပြီးတယ်ဟိုတယောက်နည်းနည်းလေး open ပြေးပြတာနော် open ပြေးရတဲ့အချိန်မှာဟို player ရတာလုံးဝဒါပိုင်ပြီဆိုတော့နော်လုံးဝသူစပေးတဲ့အချိန်မှာဒီဘက်ချမ်းကထောက်နေသူ့ player လုံးဝဒါပြန်ပြီးတော့တီးပြလိုက်တာချမ်းပြရှိုးโอเคဝယ်ပြီးသွားပါပြီဒါကျွန်တော်ရဲ့ဒီညအတွက် game number 5မှာတော့ game number 5မှာဆိုလို့ရှိရင်ဒါ chicken sour တဲ့တင်းရတော့ game number 9မှာတော့ဒါမဲ့ချင်းနဲ့တော့မအောင်ဘူးเนาะဒီမှာချင်းထောင်နဲ့ပြအောင်ရှိပါဘူးเนาะအများဆုံးကျမှဒါ 2k 4k ပဲရှိပါเนาะ 4k ပဲရှိပါတယ်နော်ဒီပြပြီး 4k ပါဒါမဲ့ချင်းနဲ့တော့မအောင်ဘူးเนาะချင်းနဲ့တော့မအောင်ပါဘူးအဲ့ဒီမျိုးဒီ challenge game number 5 challenge ပြီးပါတယ်เนาะ challenge မရှိမအောင်ပါဘူးနောက်ပွဲရှိသေးလားမရှိတော့ဘူးလို့ပြောကျွန်တော်နားတော့မယ်เนาะကျွန်တော်နားပါတော့မယ်ဘာဖြစ်လဲကျွန်တော်တမင်မစားသေးဘူးเนาะတမင်မစားသေးဘူးဗျကျွန်တော်နားပါတော့မယ်နောက်နေ့ကျမှကျွန်တော်ပြန်တွေ့မယ်เนาะနောက်နေ့မနေ့ကည8နိုင်မှပြန်ဆောင်မယ်ညကျတော့ကျွန်တော်ဒီနားပွဲနဲ့ပဲကျွန်တော်နားလိုက်တော့မယ်เนาะပိုက်စားနေပြီကျွန်တော်တမင်မစားသေးဘူးကဲ player နဲ့ viewer တွေ20ကျော်ကြံပါသေးတယ်ဒါပေမဲ့ဒါကျွန်တော်ဒီညတော့ကျွန်တော်နည်းနည်းလေးစောစောလေးနားလိုက်မယ်เนาะလို့လို့ကျွန်တော်ညပြန်တွေ့မယ်เนาะညကျွန်တော် line မှာလာပြီးတော့စောကြတဲ့ဒါ player တွေလာပြီးတော့ကျွန်တော် line လာကြည့်ပြကြတဲ့ viewer တွေအားလုံးကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်နည်းနည်းလေးအေးလာပြီเนาะနည်းနည်းအေးလာပြီเนาะထိုင်းမှာနည်းနည်းလေး view စားကြပါเนาะ view စားကြပါနဲ့အေးလာပြီအားကြောင့်ကဲအားလုံးပဲပန်းပိုင်เนาะနောက်နေ့ကျမှတွေ့မယ်เนาะနောက်နေ့ညမနေ့ည8နိုင်ခွဲကျမှဒါ challenge room လေးပြန်စပါမယ်အဲ့ဒါကြောင့်မို့ဒါ